ရှီချင်းဟဲ့ကိုကြည့်ပြီးငါတက်ပြင်းချလိုက်တာဘာကြောင့်လဲဆိုတော့သူနဲ့မင်္ဂလာဆောင်လိုက်ရလို့စိတ်အေးသွားတာကြောင့်ပါငါလည်းရှီချင်းဟဲ့ကိုမျက်လုံးလိမ့်ကြည့်ပြီးမင်းအတွေးလိုနေတာပါလို့ပြောလိုက်ပါတယ်အကယ်၍ရှီလင်းလင်းသားမင်္ဂလာပွဲကနေထွက်မပြေးပဲငါနဲ့အစဉ်ပြေပြေမင်္ဂလာဆောင်ဖြစ်ခဲ့ရင်ရှီလင်းလင်းရဲ့အမိပြတ်မရှိပဲမင်းဖေလည်းဒုတိယလိုင်းကိုဒီလောက်စောစောရောက်သွားမှာမဟုတ်တလို့မင်းနဲ့ရှီလင်းလင်းလည်းအခုထိတေးလူမတက်အာနာလူနေကြတော့မဲ့ရှိအောင်မှာပါတာပေမဲ့ငါတို့သာနိုင်ခဲ့ရင်ရောဆိုပြီးသူကတွေးနေပြန်ပါတယ်ရဲချန်ကစိတ်ထဲမှာသူ့ကိုယ်သူရှီလင်းလင်းနဲ့တဖွဲ့တည်းလို့တတ်မှတ်နေတော့ပဲငါနဲ့သူကမှတကယ်ငါတို့ဆိုတာဖြစ်လာတာပါသူနဲ့ရှီလင်းလင်းကြားမှာဘာမှပတ်သက်မှုမှမရှိတော့တာသူဘာဖြစ်နေပြန်တာလဲဆိုပြီးငါစိတ်ထဲကနေနားမလည်နိုင်အောင်ဖြစ်သွားပါတယ်စိတ်ကတာယာကြည်လင်နေစင်မှာပဲချက်ချင်းဆိုသလိုမိုးအမှောင်ကျသွားသလိုမျိုးပြောင်းလဲသွားပါတယ်သူမရဲ့မျက်နှာအမူအရာကရာသီဥတုထက်ပင်ပိုပြီးမြ мян ဆန်ဆန်ပြောင်းလဲတတ်ပါတယ်ဒီအချိန်မှာရှီမီတာစုရဲ့ပင်မမျိုးနွယ်ဝင်တွေစုဝေးရောက်ရှိနေကြပါတယ်ရှီရှောက်ရန်ကခဏမျှစဉ်းစားပြီးနောက်ရှီလင်းလင်းကိုလင်းလင်းစိတ်မပြတ်ပါနဲ့ဦးအခွင့်အရေးရှိပါသေးတယ်အခုချိန်မှာရှီချင်းဟဲ့နိုင်သွားတယ်လို့ထင်ရပေမဲ့မနှက်ဖြန်ကြရင်မင်းအဖိုးကရှီချင်းဟဲ့ကိုရှယ်ယာဘယ်လောက်လွှဲပေးမလဲဆိုတာစောင့်ကြည့်ရပါဦးမယ်မင်းအဖိုးရဲ့စိတ်တက်ကိုငါသိတဲ့လောက်တော့ရှီချင်းဟဲ့ကိုရှယ်ယာအများကြီးပေးမှာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ရှီလင်းလင်းကသူမအဖေပြောချင်တဲ့သဘောကိုချက်ချင်းသဘောပေါက်သွားပါတယ်ရှီရှောက်ရန်ကသူမကိုစိုက်ကြည့်ရင်လေးနဲ့တော့အတန်ဖြစ်မင်းအဖိုးကမင်းကိုအပြစ်ပေးချင်လို့ဒီလိုလုပ်တာပါလင်းလင်းမင်းကအရန်ကိုအလိုလိုက်ခံထားရပြီးထင်ရဆိုင်လုံးပါတယ်ရဲချံကိုမကြိုက်ရင်တော့မင်္ဂလာပွဲကနေထွက်မပြေးတင်ပါဘူးမင်္ဂလာပွဲကနေထွက်ပြေးတာဟာရှီမီသားစုရဲ့တိတ်ခါနဲ့အကျိုးမြတ်ကိုပျက်စီးစေတာဖြစ်ပြီးမင်းအဖိုးမကြိုက်ဆုံးရာကိုတိုက်ရိုက်သွားထိလိုက်တာပဲမင်္ဂလာပွဲကနေထွက်ပြေးသွားတာကူတီဘိုဖြစ်နေလိမ့်မယ်လို့ငါလုံးဝမထင်ထားခဲ့ပါဘူးဒီကူတီဘိုဆိုတဲ့ကောင်မဘာတွေများဒီလောက်ကောင်းနေလို့လဲဆိုတာငါတကယ်နားမလည်နိုင်ပါဘူးရဲချံကအနည်းဆုံးတော့မိသားစုအတိုင်းဝိုင်းနောက်ခံရမင်းကိုအများကြီးကူညီပေးနိုင်ပါတယ်ကူတီဘိုကမင်းကိုဘာကူညီပေးနိုင်လို့လဲလင်းလင်းမိမိစကားကိုနားထောင်ပြီးဂူတီဘိုနဲ့လမ်းခွဲလိုက်ပါနောက်တစ်ယောက်ကိုပြန်ရှာရအောင်မိသမီးဘဝမှာနောက်ထပ်ဘယ်ယောက်ျားနဲ့မှပေါင်းစည်းမှာမဟုတ်ပါဘူးမင်းကကိုဒေါသထွက်အောင်လုပ်ပြီးတက်ချင်နေတာလားအဲ့ဒီယောက်ျားသာမရှိရင်မင်းရှိချင်းဟဲကိုရှုံးနေစရာအကြောင်းမရှိပါဘူးအခုရှိချင်းဟဲနဲ့ရဲချန်တို့ဘလောက်အထိအသာစီးရနေလဲဆိုတာကြည့်လိုက်ပါဦးငါပြောပြမယ်အဆိုးဆုံးမဟုတ်သေးပါဘူးမင်းအဖိုးအသက်ကြီးလာလို့ရှိချင်းဟဲကအာနာအားလုံးကိုဆက်ခံလိုက်တဲ့အခါကြာရင်ရှီမီသားစုထဲမှာငါတို့ရက်တီဖို့နေရာကျန်ပါဦးမလားစကားတွေတော့လိုက်တော့ဆိုပြီးရှီလျှောက်ရန်ကလေယူနဲ့ရှီလင်းလင်းကိုကြည့်လိုက်ပါတယ်မင်းကဂူတီဘိုကိုလုံးဝလက်မလွတ်နိုင်အောင်ခေါင်းမာနေတာလားလို့မေးလိုက်ရာရှီလင်းလင်းကခေါင်းညစ်ပြပါတယ်ရှီလျှောက်ရန်ကနာရန်ကိုပုတ်တက်ရင်ဒါဆိုရင်ဂူတီဘိုနဲ့ကလေးရအောင်အမြန်ဆုံးစူးစမ်းပါမင်းဖိုးကိုစိတ်ချမ်းသာအောင်လုပ်ပေးပါဒါမှသာငါတို့မှရှိချင်းဟဲ့ကိုပြန်ပြီးရှင်ပြိုင်နိုင်မဲ့အခွင့်အရေးရှိလာမှာဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်ဒါကိုတမီးသဘောပေါက်ပါတယ်နောက်တစ်နေ့မှအပြင်မထွက်မီငါကရှီလင်းလင်းကိုစနောက်လိုက်ပါတယ်ဒူမကြီးမင်းကအခုထိဒီမှာရှိနေတော့မဲလားမင်းကိုရှီချန်ဌာနခွဲစီပြောင်းရွှေ့လိုက်ပြီမဟုတ်လားအဲ့ဒီကိုကားမောင်းသွားရင်တနာရီမှကကြာပါတယ်ဘာလို့စောစောမထွက်တာလဲရှီလင်းလင်းကငါ့ကိုရန်လိုသောမျက်လုံးများဖြင့်စိုက်ကြည့်နေပါတယ်ငါကပြုံးပြုံးလေးနဲ့ပဲမင်းငါ့ကိုဘာလို့အဲ့ဒီလိုကြည့်နေတာလဲငါကမင်းကောင်းမှုအတွက်တက်တက်ပြောတာပါအလုပ်ပထမနေ့မှာနောက်ကျရင်မကောင်းဘူးမဟုတ်လားအဖိုးဖြစ်သူရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့မင်းကဆန္ဒပြနေတယ်လို့လူတွေကအထင်လွဲသွားကြပါလိမ့်မယ်လို့ပြောလိုက်ပါတယ်ငါရဲ့လင်းတော်မောင်ကစကားပြောအရန်တော်တာပဲလို့ရှီချင်းဟဲကတွေးနေပါတယ်ငါ့ကိုမကြေမနက်ဖြစ်နေတဲ့လေယူကိုကြည့်ပြီးမမအမှန်တော့ရှီလင်းလင်းကအရင်ကဒီလိုမျိုးမဟုတ်ပါဘူးအခုလိုဖြစ်သွားတာဟာတယောက်ယောက်ရဲ့လမ်းမသို့ပို့ဆောင်ခြင်းကိုခံလိုက်ရလို့လာမသိပါဘူးလို့ငါပြောလိုက်ပါတယ်လေယူကကြောင်းအံ့ဖြစ်သွားပါတယ်ဂူတီဘိုရဲ့မေမေရဲ့ငါရှိမှဘာမှလာမပြောပါနဲ့ရဲချန်တွေးထုတ်ပေးနေတာကိုနားမထောင်ပါနဲ့တော့ငါကတော့ပြုံးဖြည်းဖြည်းဖြစ်ထွက်လာခဲ့ပါတယ်ရှီချင်းဟဲကငါ့ကိုကားလိုက်ဖို့ပေးဖို့အတင်းဆွဲခေါ်ပါတယ်ငါကသတိထားပြီးမင်းမနေ့ကကားကိုပဲထမ်းမောင်းမှာမဟုတ်ပါဘူးနော်လို့မေးလိုက်ပါတယ်ရှီချင်းဟဲကခေါင်းခါပြပြီးဟဲ့အင်းအဲ့ဒီကားကအယုတ်ဆိုးတယ်လို့မင်းပြောထားတယ်မဟုတ်လားငါဒီနေ့တခြားကားမောင်းမှာပါလို့ပြန်ဖြေပါတယ်ငါဘေးတကားကိုဖွင့်ပြီးကားပေါ်တက်လိုက်တဲ့အခါရှေ့အလဲတက်မှာကတ်ထားတဲ့ချုံမောသောလင်းတော်မောင်တီးတက်ဆိုတဲ့စတစ်ကာကိုတွေးလိုက်ရတာကြောင့်ချက်ချင်းပဲထွက်ပြေးခြင်းစိတ်ပေါ်သွားပါတယ်သို့တော့ကားကစတင်မောင်းထွက်သွားပြီဖြစ်ပါတယ်ဒီလိုစတစ်ကာမျိုးကားပေါ်မှာကတ်ထားတာအရန်အယုတ်ဆိုးတယ်လို့မင်းမထင်ဘူးလားလို့ငါမေးလိုက်ပါတယ်လုံးဝမထင်ပါဘူးအရန်ကြည့်ကောင်းတယ်လို့ငါထင်ပါတယ်ဒါကဘာများကြည့်ကောင်းနေလို့လဲငါကသူမကိုစီးပွားရေးလုပ်ငန်းရှင်တယောက်အနေဖြင့်ရင်းရင်းနှီးနှီးရှင်းပြပြောဆိုလိုက်ပါတယ်ရှီချင်းဟဲကခေါင်းကိုအသားအရခါလိုက်ပြီးလုံးဝမဟုတ်ပါဘူးလို့ညင်းပါတယ်မင်းရဲ့စီးပွားရေးမိတ်ဖက်တွေနဲ့တငယ်ချင်းတွေဒါကိုမြင်ရင်မကောင်းဘူးမဟုတ်လားဘာလို့လဲဆိုတော့သူတို့ကမင်းကိုအချစ်နဲ့ကလေးရေးမှာပဲစိတ်နှစ်ထားတဲ့မိန်းမလို့ထင်သွားကြပြီးမင်းရဲ့စွမ်းဆောင်ရည်ကိုတန်တရားဝင်လာကြပါလိမ့်မယ်လို့ငါရှင်းပြလိုက်ပါတယ်ငါရဲ့စီးပွားရေးမိတ်ဖက်တွေနဲ့တငယ်ချင်းတွေကအဲ့ဒီလိုအပေါ်ယံကြီးတဲ့လူတွေမဟုတ်ပါဘူးသူတို့ကဒီလောက်ရက်ကိုကြော်လွန်ပြီးငါ့ကိုမိသားစုကိုတံမိုးထားတတ်တဲ့တာဝန်ယူစိတ်ရှိတဲ့မိန်းမကောင်းတစ်ယောက်အဖြစ်မြင်ကြမှာပါဒါကိုခွာလိုက်ပါအမှန်တကယ်ကိုမသိတဲ့လူတွေမြင်ရင်ငါကရှိချင်းဟဲ့ကိုအတင်းအကျပ်ကတ်ခိုင်းထားတာလို့အထင်လွဲကြပါလိမ့်မယ်ငါလည်းမျက်နှာရှိပါသေးတယ်လို့ငါပြောလိုက်ပါတယ်ဗာလဲမင်းမကြိုက်လို့လားငါခေါင်းညစ်ပြီးငါမကြိုက်ဘူးလို့ပြောလိုက်ပါတယ်ရှိချင်းဟဲ့ကတာယာစွာရေမောလိုက်ရင်မင်းမကြိုက်ရင်တော့ငါခွာမှမဟုတ်ဘူးလို့ပြောပါတယ်ငါခေါင်းထဲမှာဒေါသမြောင်းတွေထွက်သွားပါတယ်ကောင်းပြီသူမခွာခြင်းရင်လည်းမခွာပါနဲ့အဆိုးဆုံးဖြစ်လာရင်သူမကားကိုနောက်ကိုလုံးဝမစီးတော့ယုံပါပဲဒီနေ့မှရှီအုပ်စုရဲ့ဒရိုက်တာဘုတ်ဖွဲ့စည်းဝေးကိုကျင်းပခဲ့ပါတယ်ရှီချန်ကိုကရှီချင်းဟဲ့ကိုရှယ်ယာ10%လွှဲပြောင်းပေးခဲ့တာကြောင့်သူမအရင်ကပိုင်ဆိုင်ထားတဲ့ရှယ်ယာများနှင့်ပေါင်းလိုက်လျင်စုစုပေါင်း
18ရာခိုင်နှုန်းဖြစ်လာပြီးရှီချမ်းကိုမှလွယ်၍ရှီမီသားစုတစ်ခုလုံးမှာရှယ်ယာအများဆုံးပိုင်ဆိုင်သူဖြစ်လာပါတယ်ရှီအုပ်စုရဲ့လူမှုကွန်ရက်စာမျက်နှာအသီးသီးကဒီဝမ်းမြောက်စရာသတင်းကိုထုတ်ပြန်ခဲ့ပြီးလုပ်ငန်းအသီးသီးကလည်းပြန်လည်မျှဝေခဲ့ကြပါတယ်ရှီချင်းဟဲကယာဒူးကိုဆက်ခံလိုက်ပြီးဖြစ်ပါတယ်ရှီချင်းဟဲ၏ဓာတ်ပုံများသည့်အင်တာနက်အနှံ့အပြားသို့ပြန့်နှံ့သွားခဲ့ပါတယ်ရှီချင်းဟဲကငါ့ကိုအပြတ်သက်ဆွဲဆောင်နေပြီးမင်းတို့တွေဘာလို့ငါဇနီးရဲ့ဓာတ်ပုံတွေကိုရှောက်ညဝေနေကြတာလဲဓာတ်ပုံတွေကိုချက်ချင်းဖြုတ်ကြဖို့ငါသတိပေးတယ်မဟုတ်ရင်ငါဇနီးနဲ့အေးအေးယူခိုင်းမယ်ငါဇနီးကိုကြိုက်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဆိုပြီးမှတ်ချက်တွေပြည့်နှက်သွားပါတယ်အင်တာနက်အသုံးပြုသူတွေရဲ့လွန်ကဲသောအားပေးမှုကြောင့်ရှီအုပ်စု၏တရားဝင်စာမျက်နှာသည်နိုင်ပိုင်းတွင်မှာပင် follower အရေးအတွက်မိုးပြန်အောင်မြင့်တက်သွားခဲ့ပါတယ်တစ်ချိန်တည်းမှာပင်ရှီချင်းဟဲ၏ကိုယ်ပိုင်စာမျက်နှာသည်လည်း follower တန်းကျော်အထိချက်ချင်းတိုးတက်သွားခဲ့ပါတယ်ရှီချင်းဟဲကပြန်ကြားရေးဌာနကိုခေါ်ယူပြီးညွှန်ကြားချက်များစက်တိုက်ထုတ်ပြန်ခဲ့ပါတယ်။သတင်းကောင်းများစက်တိုက်ရောက်ရှိလာခဲ့ပါတယ်။ဒီလိုအဟုန်ကြောင့်ရှီအုပ်စုအောက်ရှိထုတ်ကုန်အများပြားသည့်အရန်ရောင်းကောင်းသွားခဲ့ပါတယ်။ထို့ပြင်ရှီအုပ်စု၏ stock share ဈေးနှုန်းများသည်လည်းအစမတန်မြင့်တက်သွားခဲ့ရာပုံဖွဲ့ဝင်များနှင့်ရှီချမ်းကိုတို့ပျော်ရွှင်သွားကြပါတဲ့ပြန်ကြားရေးမန်နေဂျာတယောက်အနေဖြင့်ရှီအုပ်စု၏ online လှုပ်ရှားမှုများသည်ငွေသားဖြစ်သို့အလွန်လျင်မြန်စွာပြောင်းလဲသွားသည်ကိုငါအနီးကပ်တွေ့မြင်ခဲ့ရပါတယ်။ရှီချင်းဟဲ၏ရုပ်ရည်နှင့်ဆိုလျင်ရေပန်းစားလာရန်လွယ်ကူမှန်းငါသိတော်လဲဒါကအရန်ကိုလူချက်များလုံးနေတာမဟုတ်ပါဘူးလားရှီချင်းဟဲကတကယ်ကိုလှပသည်ဆိုတော့လဲလူတွေကိုဒီလောက်အထိယူသွတ်သွားစေမယ့်အစင်တော့မဟုတ်ပါဘူးငါကရှီချင်းဟဲရဲ့ရေပန်းစားနေတဲ့အကြောင်းအရာအောက်ကမှတ်ချက်များကိုတွားရောက်ကြည့်ရှုလိုက်ပါတယ်ဇနီးလေးငါမင်းကိုယူခြင်းနဲ့ဇနီးလေးငါမင်းကိုချစ်တဲ့စသည်ဖြင့်ရေးထားကြပါတယ်ရှီချင်းဟဲနဲ့ရှီအုပ်စုတို့ဟာတပ်ပုံတပုံတဲနဲ့အင်တာနက်မှာရေပန်းစားသွားပြီးအခွင့်အရေးကိုချက်ချင်းစုပ်ကိုင်နိုင်ခဲ့တာကြောင့်တကယ်ကိုကံကောင်းလွန်းလာပါတယ်ရှီချင်းဟဲရဲ့ပြန်ကြားရေးဌာနကနောက်ွယ်ကနေနောက်ထပ်မကြာခဏလှုပ်ဆောင်ပေးနေရင်ရှီချင်းဟဲအနေနဲ့အနည်းဆုံးနောက်ထပ်လအနည်းငယ်အထိရေပန်းစားနေဦးမှာဖြစ်ပါတယ်လအနည်းငယ်ရေပန်းစားနေခြင်းကတကယ်ငွေသားပုံကြီးအဖြစ်သို့လုံးဝပြောင်းလဲသွားမှာဖြစ်ပါတယ်မနာလိုစရာကောင်းလိုက်တာအလုပ်ဆင်းပြီးကုမ္ပဏီပြင်ပသို့ငါထွက်လာခဲ့ရာရှီချင်းဟဲရဲ့ကားကိုနောက်တစ်ကြိမ်ထပ်မံတွေ့ရှိလိုက်ရပါတယ်ခဏနေပါဦးသူမကဒီနေ့အချိန်ပို့လို့ရမှာမဟုတ်ဘူးလားကျွန်တော်လျှောက်သွားပြီးဘေးကုံမှာဝင်ထိုင်လိုက်ပါတယ်ဒီနေ့ညငါနဲ့အတူမိတ်ဆုံပွဲတစ်ခုကိုလိုက်ခဲ့ပါလို့ရှီချင်းဟဲကကျွန်တော်ကိုပြောပါတယ်ကျွန်တော်သူမကိုဇဝေဇဝါနဲ့ကြည့်လိုက်ပါတယ်ရှီချင်းဟဲကဆက်ပြီးဒါအပြင်ငါတငယ်ချင်းတွေကငါယာတူးတိုးတာကိုအထိမ့်မှတ်အနေနဲ့ဂုံပြူအခမ်းပွဲလုပ်ပေးထားတာလို့ပြောပါတယ်ရှီချင်းဟဲရဲ့တငယ်ချင်းတွေကိုကျွန်တော်သိပေမဲ့သူတို့နဲ့လုံးဝအရင်ကြီးမဟုတ်ပါဘူးငါမလိုက်ဘူးလို့ကျွန်တော်ပွင့်လင်းလင်းညင်းဆိုလိုက်ပါတယ်ကျွန်တော်ဘာတွေနေလဲဆိုတာကိုခံမှန်းမိတဲ့ရှီချင်းဟဲကကလေးဆိုးလာလုပ်ပြီးမင်းမတာဝန်တစ်ခုရှိပါတယ်လို့ပြောပါတယ်ဘာတာဝန်လဲရှီချင်းဟဲကသူမရဲ့ညီရဲနေတဲ့နှုတ်ခမ်းကိုကွေးညွတ်ပြီးပြုံးလိုက်ပါတယ်ငါကကြောက်တဲကျူးရှိမှမင်းနဲ့ပူပေါင်းပြီးတို့ရဲ့ချစ်ချင်းမြတ်တာကိုထုတ်ကြွပြခဲ့တယ်ဒီလိုအခါသမယမျိုးမှာမင်းလည်းငါ့ကိုနည်းနည်းလောက်ပြန်ပြီးပူပေါင်းပေးတင်တာမဟုတ်ဘူးလားမင်းတာမပါရင်အပြင်လူတွေကဘလို့ထင်ကြမှာလဲကျွန်တော်မျက်နှာမှာစကားမရှိစွန့်အားအမူအရာဖြစ်သွားခဲ့ပါတယ်ကျွန်တော်စဉ်းစားခဲ့တယ်လို့ပါပဲဟန်ဆောင်ဇနီးမောင်နှံလောက်ရတာကလည်းဒီလောက်အထိမလွယ်ကူပါဘူးဂုံပြူပွဲကျင်းပတဲ့နေရာကတရုတ်စားတောက်ဆိုင်တစ်ဆိုင်မှာဖြစ်ပါတယ်ရှီချင်းဟဲနဲ့ကျွန်တော်ရောက်သွားတဲ့အချိန်မှာအခြားလူတွေအားလုံးရောက်နေကြပြီဖြစ်ပါတယ်သူတို့ကစူးစမ်းခြင်းစိတ်ဆက်စုခြင်းစိတ်အပြည့်ပါတဲ့အကြည့်တွေနဲ့ကျွန်တော်ကိုအကဲဖြတ်ကြည့်ရှုကြပါတယ်အရင်တုန်းကဒီနှစ်ယောက်ကဒီလောက်အထိလိုက်ဖက်နေမှန်းဘာဖြစ်လို့ငါတို့သတိမထားမိခဲ့ကြတာလဲရုံးရောက်တယောက်ထဲတာနဲ့နေပြီးခံမှန်းလို့မရနိုင်တဲ့အကြည့်မျိုးဖြစ်နေခဲ့ပါတယ်ရှီချင်းဟဲရဲ့ရင်ထဲကအတွေ့အသေးလေးတွေကိုငါတယောက်တည်းပဲသိတာဖြစ်ပြီးအားလုံးကမူရစ်နေကြချိန်မှာငါတယောက်တည်းပဲသတိမူမိနေတာဖြစ်ပါတယ်ရှီချင်းဟဲကလူတိုင်းကိုနှုတ်ဆက်စကားဆိုပြီးတဲ့နောက်ကြက်ရှိနေတဲ့လွတ်နေသောခုံနှခုံစီကျွန်တော်ကိုဥဆောင်ပြီးခေါ်သွားခဲ့ပါတယ်ကျူးရှုပိုင်ကသူတို့ဘေးနားမှာရှိတဲ့ကလထိုင်ကိုရှီချင်းဟဲအတွက်အလိုက်တီစွာဆွဲထုတ်ပေးလိုက်ပါတယ်ချင်းဟဲထိုင်မှာကျွန်တော်မျက်ခုံးတစ်ဖက်ပစ်လိုက်ပြီးကျူးရှဥပိုင်ကိုကြည့်လိုက်ပါတယ်ဒီလူကတကယ်ကိုစိတ်မရှိနိုင်ဖြစ်နေတာပဲမဟုတ်ဘူးလားအမှန်တော့ကျွန်တော်ကရှီချင်းဟဲကိုကျေးဇူးကျွေးတစ်ခုတင်နေတာဖြစ်ပါတယ်ဘာပဲဖြစ်ဖြစ်သူမကရှီထွက်လာပြီးကျွန်တော်ကိုလက်ထပ်ပေးခဲ့တာကြောင့်ကျွန်တော်ရဲ့တိတ်ခါရောရဲမိသားစုရဲ့တိတ်ခါပါထိမ့်သိမ့်နိုင်ခဲ့တာဖြစ်ပါတယ်သူမနဲ့ကျူးရှုပိုင်ကြားမှာဘာပဲဖြစ်နေကျွန်တော်ဘက်ကမတိကျုံးလွန်ပြုပေးလို့ရနိုင်တယ်လို့အရင်ကတွေးထားခဲ့ပေမဲ့အခုချိန်မှာတော့ကျွန်တော်အလျှော့မပေးချင်တော့ပါဘူးကျူးရှုပိုင်ကကျွန်တော်ကိုတကယ်ကိုမျက်ကွယ်ပြုလို့နေတာဖြစ်ပါတယ်ကျွန်တော်ကရှီချင်းဟဲအတွက်ကျူးရှုပိုင်ဆွဲထုတ်ပေးထားတဲ့ကလထိုင်ပုံမှာအတာတကြီးဝင်ထိုင်လိုက်ပါတယ်ကျေးဇူးပဲသူရဲ့တောက်ပနေတဲ့အပြုံးကစက္ကန့်ပိုင်းများတန့်သွားခဲ့တော့လဲအလင်းမြန်ပဲပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့ပါတယ်ကျူးရှုပိုင်ကရှီချင်းဟဲကိုသဘောကျနေတယ်ဆိုတာကဒီမိတ်ဆွေအတိုင်းဝိုင်းထဲမှာလှုပ်ဝက်ချက်မဟုတ်ပါဘူးလူတိုင်းရဲ့မျက်လုံးထဲကအတင်းအဖျင်းမီးတောက်တွေကပြင်းထန်စွာတောက်လောင်သွားခဲ့ပါတယ်ရှီချင်းဟဲကကျွန်တော်ရဲ့ဘေးနားမှာကတ်ထိုင်လိုက်တာကြောင့်လူတိုင်းရဲ့မျက်နှာမှာစိတ်ပြတ်သွားတဲ့အမူအရာတွေကြန့်ရှိနေခဲ့ပါတယ်ချင်းဟဲငါတကယ်တောင်းပန်ပါတယ်မင်္ဂလာဆောင်နေ့မှာငါတမင်မလာခဲ့တာမဟုတ်ပါဘူးငါအပြင်မြို့မှာရိုက်ကူးရေးလုပ်နေရတာဖြစ်ပြီးရှီလင်လင်ကမင်္ဂလာဆောင်ကနေထွက်ပြေးသွားပြီးမင်းကရဲချံကိုကူညီပေးလိုက်လိမ့်မယ်လို့လဲငါလုံးဝမထင်မှတ်ထားခဲ့ပါဘူးကူညီပေးတာမဟုတ်ပါဘူးလို့ရှီချင်းဟဲကကျူးရှုပိုင်ကိုအေးဆက်စွာကြည့်လိုက်ပါတယ်ကျူးရှုပိုင်ကတိတိတတ်တာကိုမြင်တက်သွားခဲ့ပြီးရှီချင်းဟဲကဘာမှဆက်မပြောတော့ပဲဘုံသုံးစွန်းတစ် chopsticks ကိုသုံးပြီးကျွန်တော်ပကံထဲကိုအစားအသောက်တွေထည့်ပေးလိုက်ပါတယ်သူမကဘာပေါ်မှာဘာလုပ်နေတာလဲရှီချင်းဟဲကရဲချံကိုအမြဲတမ်းမုန်းတာမဟုတ်ဘူးလားအခုသူတို့လက်ထက်လိုက်ယုံတင်မကပဲဒီလောက်အထိပါကျင်နာပြနေကြတာဖြစ်ပါတယ်ကျွန်တော်ရှီချင်းဟဲကိုနှူးပြောစွာကြည့်လိုက်ပါတယ်ကျေးဇူးပဲဇနီးလေးရှီချင်းဟဲကကျွန်တော်အတွက်အစားအသောက်တွေစက်တိုက်ထည့်ပေးနေတာကြောင့်ကျွန်တော်လည်းသူမကိုဆက်လက်ချီးမွမ်းပေးနေခဲ့ပါတယ်ဇနီးလေးဒီဟင်းကတကယ်ကိုစားလို့အရန်ကောင်းပါတယ်
မင်းလည်းနည်းနည်းလောက်မြည်ကြည့်ပါဦးရှိချင်းဟဲ့ကဒီလိုလောက်တာဘာသဘောလဲကျွန်တော်ကလွန်ခဲ့တဲ့တစ်ခေါက်တုန်းကကြောက်တဲကျူးကိုရန်ဆောက်ဖို့သူမကိုအသုံးပြုခဲ့ပြီးအခုသူမကကျူးရှုပိုင်ကိုရန်ဆောက်ဖို့ကျွန်တော်ကိုအသုံးပြုနေတာဖြစ်ပါတယ်သူတို့နှစ်ယောက်ရန်ဖြစ်ထားကြတာများလားသူမကအစားထိုးတို့သမီးအဖြစ်ဝင်ယူလိုက်လို့ကျူးရှုပိုင်ကသူမကိုဒေါသထွက်စိတ်ကောက်သွားခဲ့ပြီးရှိချင်းဟဲ့ကလည်းဒေါသထွက်သွားတာလို့တော့မပြောနဲ့ဦးကျွန်တော်အခုမှသဘောပေါက်သွားခဲ့ပါတယ်ကျွန်တော်ကရှိချင်းဟဲ့နဲ့ကျူးရှုပိုင်တို့ကြားထဲမှာညှက်နေတဲ့အမြောက်စာတက်တက်ပဲဖြစ်ပါတယ်အခုချိန်မှာသူကသခင်ကစွန့်ပစ်လိုက်တဲ့ခွေးကလေးလိုမျိုးပြုမှုနေပြီးရှိချင်းဟဲ့ကတော့သူမဘာသာစားတောက်နေခဲ့ပါတယ်သူမကတကယ်ကိုရက်ဆက်တဲ့အမျိုးသမီးဖြစ်ပါတယ်ကျူးရှုပိုင်ကအခြားလူတွေနဲ့လုံးဝမတူပါဘူးအခြားလူတွေကအစားထိုးလို့ရတဲ့သဘောကျသူတွေတက်တက်ပဲဖြစ်ပေမဲ့ကျူးရှုပိုင်ကတော့တိတက်ဖြစ်ပါတယ်သူမကကျူးရှုပိုင်ကိုသဘောကျတာဖြစ်ပါတယ်သူ့ကိုဒီလိုမျိုးဆက်စံနေတာကိုသူမတကယ်ပဲအဆင်ပြေရဲ့လားဒါပေမဲ့လည်းကျူးရှုပိုင်တာရှိချင်းဟဲ့နဲ့ကျွန်တော်တို့ကြားကလက်ရှိအခြေအနေကိုသိသွားခဲ့ရင်သူရင်ခွဲမတက်ခံစားရမှာမဟုတ်ဘူးလားကျူးရှုပိုင်ကကျွန်တော်တို့ရဲ့ကျင်နာပြနေတဲ့အပြုအမူတွေကိုကြည့်ပြီးထွက်ခွာသွားဖို့အကြောင်းပြချက်ရှာချင်နေခဲ့တော့လဲထွက်သွားဖို့မရက်ဆက်နိုင်ခဲ့ပါဘူးအရင်တုန်းကတော့လူတိုင်းကရှိချင်းဟဲ့နဲ့ကျွန်တော်ကစုံရွဲတွဲလို့အမြဲတမ်းပြောခဲ့ကြတာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကရှိချင်းဟဲ့နဲ့ဆက်ဆံရေးအနီးကပ်ဆုံးအမျိုးသားဖြစ်ခဲ့လို့ဖြစ်ပါတယ်အမှန်တော့အဲ့ဒီလိုလုံးဝမဟုတ်ခဲ့ပါဘူးကျွန်တော်တို့ရဲ့ဆက်ဆံရေးကတငယ်ချင်းတွေနဲ့ပို့တူပြီးအပြန်အလှန်သဘောကျတာမျိုးလုံးဝမဟုတ်ခဲ့ပါဘူးအဲ့ဒါတွေအကုန်လုံးကကျွန်တော်စိတ်ကူးရင်ခဲ့တာတက်တက်ပဲဖြစ်ပါတယ်ထမင်းတစ်နက်လုံးစားတောက်ပြီးတဲ့အထိဘာမှဖြစ်မလာခဲ့ပါဘူးကျူးရှုပိုင်ရဲ့တီးခံနိုင်စွမ်းကဒီလောက်အထိကောင်းမွန်နေမှအရင်တုန်းကဘာဖြစ်လို့ငါသတိမထားမိခဲ့တာလဲတာမန်ကဆိုရင်တော့စပွဲကိုမှောက်လန့်ပြီးထွက်သွားတာကြားလာပြီဖြစ်ပါတယ်ငါသူ့ကိုမမီဘူးဆိုတာတကယ်ကိုဝန်ခံပါနောက်ဆုံးမှာတော့လူတိုင်းကဖျော်ဖြေရေးကလပ်တစ်ခုစီသွားပြီးအပန်းဖြေဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျွန်တော်ကမာကြောက်စော့ဖို့ရွေးချယ်လိုက်ရာကျူးရှုပိုင်ကကျွန်တော်နောက်ကနေထက်ချက်မကွာလိုက်လာခဲ့ပါတယ်ကျွန်တော်သူ့ကိုစားနောက်ချင်တဲ့အပြုံးနဲ့ကြည့်လိုက်ပါတယ်မစ္စတာကျူးမင်းတကယ်ပဲငါနဲ့ကစားချင်တာတေချာလို့လားမင်းရဲ့ရင်ထဲမှာစိတ်အနှောက်အယှက်တွေပြည့်နေနေပုံရပြီးအခုမာကြောက်ဝိုင်းမှာငါရဲ့စိတ်တက်ကိုရိုက်ချိုးချင်နေတာမဟုတ်ဘူးလားငါကပုံမှန်အဖြစ်စီးပွားရေးလူမှုဆက်ဆံရေးတွေအများအားကြီးရှိတာကြောင့်မာကြောက်ပီလီယက်နဲ့ကောက်တီးရိုက်တာတွေကိုကျွမ်းကျင်စွာတက်မြောက်ထားတာဖြစ်ပါတယ်မာကြောက်ကစားတဲ့အခါမှာငါကအကွက်တွက်တာအရန်တော်ပါတယ်ကျူးရှုပိုင်ကကျွန်တော်ကိုကြည့်ကခေါင်းညှိလိုက်ပါတယ်ရဲချန်ကမာကြောက်ကစားရတာအရန်တော်တယ်ဆိုတာငါသိပါတယ်အဲ့ဒါကတော့အတိုင်းဝိုင်းထဲမှာလှုပ်ဝက်ချက်မဟုတ်ပါဘူးကျွန်တော်ဒီအတိုင်းလက်မခံနိုင်ပါဘူးကံကောင်းမှုတက်တက်ဖြစ်နေရင်ကောငါရှုံးနေသွားခဲ့ရင်တော့ဘာဖြစ်လဲငါကကစားပွဲတစ်ခုရှုံးနေတာကိုမခံနိုင်တဲ့သူမှမဟုတ်တာကြောင့်တော့နှက်ခမ်းတောင်ကိုကွေးညွတ်ပြီးပြုံးလိုက်ကဘာမှဆက်မပြောတော့ပါဘူးကျူးရှုပိုင်ကအချစ်ရေးမှာကံမကောင်းရင်လောင်းကစားမှာကံကောင်းမယ်လို့ထင်နေတာလားဒါဆိုရင်တော့သူ့ရဲ့ဆန္ဒကိုငါဖြည့်ဆည်းပေးရတော့မှာပေါ့ဒါပေမဲ့ကျူးရှုပိုင်ကိုဒီလိုမျိုးအနိုင်ကျင့်ရတာကနည်းနည်းလေးရက်ဆက်လုံးရကြမှတ်နေဘူးလားကျွန်တော်ဖုန်းကိုထုတ်လိုက်ပြီးရှိချင်းဟဲ့စီစာတိုးတဆောင်ပို့လိုက်ပါတယ်ဘာပဲဖြစ်ဖြစ်သူကရှိချင်းဟဲ့ရဲ့နှလုံးသားထိတ်ဆုံးမှာရှိနေတဲ့သူဖြစ်ပါတယ်ရှိချင်းဟဲ့ကသူ့အတွက်ရင်နာသွားရင်ဘာလုပ်မလဲကျွန်တော်ကျူးရှုပိုင်ကိုအလျှော့ပေးတင်သလားမပေးတင်ဘူးလားအခြားသူတွေကိုအလျှော့ပေးတာကမိမိကတိုးအသေးဆိုးနဲ့တေးတာဖြစ်ပါတယ်အခုမင်းကမင်းကိုမင်းအသေးဆိုးနဲ့တေးအောင်လုပ်ဖို့စီစဉ်နေတာလားငါဒီလိုလုပ်တာကမင်းရဲ့အကျိုးအတွက်မဟုတ်ဘူးလားဟင်းကျွန်တော်မျက်မှောင်ကျုပ်လိုက်ပြီးဖုန်းကိုအောက်သို့ချလိုက်ပါတယ်ရုံရောင်ကပြုံးပြီးရဲချန်မင်းရဲ့မာကြောက်ကစားနည်းကအရန်ကောင်းနေဆိုတာကြားနေရတာကြားပါပြီဒီနေ့တော့ငါ့ကိုအလျှော့ပေးပါဦးဟုတ်ပြီလားလို့ပြောပါတယ်မာကြောက်ဝိုင်းမှာ၄ယောက်ပဲရှိတာဖြစ်ပါတယ်ငါကမင်းကိုအလျှော့ပေးလိုက်ရင်ကျူးရှုပိုင်နဲ့လီစီစီတို့ကိုခက်ခဲအောင်လုပ်တယ်လို့ဖြစ်မသွားဘူးလားမင်းငါ့ကိုအလျှော့ပေးနေသည်များကာလာပတ်လုံးအခြားသူတွေကိုလုံးဝဂရုမစိုက်ပါဘူးလို့ရုံရောင်ကပြုံးပြီးပြောပါတယ်ဆဆချင်းမှာတော့ကျွန်တော်ကကစားပွဲကိုတော်တော်လေးထိန်းချုပ်ထားခဲ့တော့လေကျူးရှုပိုင်ရဲ့မျက်နှာအမူအရာကအရန်ကြည့်ရဆိုးနေခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကအခုထိအများဆုံးရှုံးနေထားသူဖြစ်နေလို့ဖြစ်ပါတယ်ကျူးရှုပိုင်ရဲ့မာကြောက်စွမ်းရည်ကတကယ်ကိုအမိုက်လိုပါပဲဒါပေမဲ့သူ့မှာဖဲကစားခြင်းစိတ်လုံးဝမရှိတယ်လို့ဖြစ်နေတာလဲပါပါတယ်သူဒီထက်မကဆက်ရှုံးနေရင်ပိုပြီးဒေါသထွက်လာမှဖြစ်ပြီးအဲ့ဒါကမာကြောက်ဝိုင်းမှာအကြီးမားဆုံးတတ်မြင့်ချက်ဖြစ်ပါတယ်ကျူးရှုပိုင်ကဘယ်ဖဲချရမလဲဆိုတာကိုဝေဒနာခံစားပြီးစဉ်းစားနေတဲ့ကွက်တိအချိန်မှာပဲတီးတန့်ခန်းရဲ့တကားကပွင့်သွားခဲ့ပါတယ်ကျူးရှုပိုင်ကနောက်သို့လှည့်ကြည့်လိုက်ရရှိချင်းဟဲ့ကိုတွေးလိုက်ရတာကြောင့်သူ့ရဲ့နှလုံးသားထဲမှာမျောလင်းချက်ရောင်ကြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်ချင်းဟဲ့ငါ့ကိုကူးကြည့်ပေးပါဦးဒီဖဲနှစ်ချက်ထဲကဘဲဟာကိုငါရိုက်ထုတ်ရမလဲယောက်ျားကောက်တစ်ယောက်ကကစားပွဲထဲမှာဝင်ရောက်ဆွတ်ဖက်ခြင်းမပြုပါဘူးလို့ရှိချင်းဟဲ့ကသူ့ကိုအေးဆက်စွာကြည့်လိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါကျူးရှုပိုင်ကပိုပြီးရင်ကျိုးသွားခဲ့ပါတယ်သူ့ကိုကူပြီးကြည့်ပေးလိုက်ရုံတင်ပါမစ္စတာကျူးကဒီဘဲအတွက်စဉ်းစားနေတာကြားလာပါပြီရှိချင်းဟဲ့ကစကားတခုမှမပြောဘဲကျွန်တော်ကိုစိုက်ကြည့်လိုက်ပြီးကျူးရှုပိုင်ရဲ့နောက်ကျောစီလျှောက်သွားကဖဲကွက်တွေကိုစတင်တွက်ချက်ပေးခဲ့ပါတယ်ကျူးရှုပိုင်ရဲ့စိတ်ဓာတ်ကလုံးဝရှုပ်ထွေးသွားခဲ့ပါတယ်ငါချင်းဟဲ့ကိုကူညီဖို့တောင်းဆိုခဲ့တော့ကချင်းဟဲ့ကယောက်ျားကောင်းတစ်ယောက်ကကစားပွဲထဲမှာဝင်ရောက်ဆွတ်ဖက်ခြင်းမပြုပါဘူးလို့ပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ရဲချန်ကသူမကိုငါ့ကိုကူကြည့်ပေးဖို့တောင်းဆိုလိုက်တဲ့အခါမှာတော့သူမကတကယ်ပဲရှေ့ထွက်ပြီးကူညီပေးခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့သူမကရဲချန်ရဲ့စကားတွေကိုဒီလောက်ထိနားထောင်နေရတာလဲအဆက်တဆက်ပါတယ်ပဲကိုရိုက်ထုတ်လိုက်ပါကျူးရှုပိုင်ကဘာမှတွေ့ဝေခြင်းမရှိပဲအဆက်တဆက်ပါတယ်ပဲကိုရိုက်ထုတ်လိုက်ပါတယ်ကျွန်တော်ပြုံးလိုက်ပြီးအဆက်တဆက်ပါတယ်ပဲပါဝင်တဲ့ကျွန်တော်ရဲ့လက်ထဲကဖဲကွက်ကိုပြတ်တက်လိုက်ကနှစ်ဆပေးရမယ့်ကြီးကိုတာယာစွာနဲ့တင်ပိုက်လိုက်ပါတယ်
ကျွန်တော်ရှိချင်းဟဲ့ကိုလေးနက်ပြီးအတိတ်ပဲပါတဲ့အကြီးနဲ့ကြည့်လိုက်ပါတယ်ဇနီးလေးတကယ်ကိုကောင်းမွန်စွာဆောင်ရွက်ခဲ့တာပဲရှိချင်းဟဲ့ရဲ့မာကြောက်စွမ်းရည်ကအရန်ကိုအံ့ဩစရာမကောင်းဘူးလားဘာဖြစ်လို့သူမကရဲချံဆက်တစ်ဆက်ပါတယ်ဖဲကိုလိုအပ်နေတယ်ဆိုတာကိုမတွက်ချက်နိုင်ခဲ့ရတာလဲဒါမှမဟုတ်ရှိချင်းဟဲ့ကရဲချံဆက်တစ်ဆက်ပါတယ်ဖဲကိုလိုချင်နေတယ်ဆိုတာကိုကြိုတင်သိရှိနေခဲ့တာလားလီစီစီနဲ့ရုံးရောင်တို့ကရှိချင်းဟဲ့ကိုစားနောက်ချင်တဲ့အကြီးနဲ့ကြည့်လိုက်ကြပါတယ်ရှိချင်းဟဲ့ကမသိချင်အောင်ဆောင်ပြငါနဲ့ဘာမှမဆိုင်ပါဘူးသူဖဲကိုလိုချင်သလားမလိုချင်ဘူးလားဆိုတာငါမသိပါဘူးငါတို့တွေကိုလှည့်စားဖို့အတွက်အဆက်သုံးဆက်ပါတယ်ဖဲကိုလိုချင်နေတာလို့ငါထင်ခဲ့တာလို့ရှင်းပြပါတယ်ရုံးရောင်ကမျက်လုံးလှန်ပြလိုက်ပါတယ်တိုးတော်လဲကျူးရှုပိုင်ကတော့အဲ့ဒါကိုတကယ်ပဲယုံကြည်သွားခဲ့တာဖြစ်ပါတယ်တိုးတော်လဲနောက်တစ်စက္ကန့်မှာပဲရှိချင်းဟဲ့ကခုံပူလေးတစ်လုံးကိုရှာဖွေပြီးကျွန်တော်ရဲ့ဘေးနားမှာလာရောက်ထိုင်လိုက်တာကိုသူမြင်တွေ့လိုက်ရရာအဲ့ဒီလိမ္မာပါနဲ့စွာနားထောင်ပေးနေတဲ့အမူအရာကြောင့်ကျူးရှက်ပိုင်ရဲ့မျက်လုံးတွေဟာမနာလိုမှုတွေကြောင့်ချက်ချင်းหนีရဲသွားခဲ့ပါတယ်ချင်းဟဲ့ကရဲချံရဲ့ပြူစားခြင်းကိုခံလိုက်ရပြီးအဲ့ဒီအချိန်ကစပြီးကျူးရှုပိုင်ဟာဖဲကစားတိုင်းမှာစိတ်နဲ့လူနဲ့မကတ်တော့ပဲနောက်ဆုံးမှာတော့ဆက်လက်မရှင်ပြိုင်နိုင်တော့ပါဘူးမင်းတို့တွေဖြည်းဖြည်းမာကြောက်စောကြပါငါမှာဆောင်ရွက်စရာကိစ္စအချို့ရှိနေတာကြောင့်အပြင်သွားလိုက်အောင်မယ်ရှိချင်းဟဲ့ကကျွန်တော်ကိုတောက်ပတဲ့အပြုံးနဲ့ကြည့်လိုက်ပါတယ်လင်းတော်မောင်ငါအံ့ဩစရာကောင်းအောင်မစွမ်းဆောင်နိုင်ခဲ့ဘူးလားကျွန်တော်သူမကိုမျက်လုံးလှန်ပြလိုက်ပါတယ်မင်းနည်းနည်းလေးမှတောင်အင်အားမထုတ်ခဲ့ပါဘူးငါကဘလို့လုပ်ပြီးအင်အားမထုတ်ခဲ့တာလဲလို့ရှိချင်းဟဲ့ကမျက်ခုံးပင်ပြီးပြောလိုက်ပါတယ်ပထမဆုံးအနေနဲ့ငါဝင်လာတာနဲ့ကျူးရှုပိုင်ကိုမင်းစီအဆက်တစ်ဆက်ပါတယ်ဖဲရိုက်ထုတ်အောင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်ဒုတိယအနေနဲ့အဲ့ဒီနောက်မှာငါမင်းရဲ့ဘေးနားမှာတိုက်ရိုက်ထိုင်လိုက်ပြီးရန်သူရဲ့စိတ်ဓာတ်ကိုနှောက်ယှက်ပေးခဲ့တယ်သူမပြောတာအတိတ်ပဲရှိနေတယ်လို့ကျွန်တော်ကိုယ်တိုင်တကယ်ပဲတွေးတောလိုက်မိပါတယ်ရှိချင်းဟဲ့ကတကယ်ကိုအဓိကဦးညီပေးသူဖြစ်ပြီးဘေးဒုက္ခတွေကိုဆောင်ကျဉ်ပေးတဲ့ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်ရှိချင်းဟဲ့ကသူတို့နှစ်ယောက်ကိုပွင့်လင်းစွာနဲ့ဂယုမဆိုင်ပဲကြည့်လိုက်ပါတယ်မင်းတို့ဘာကြည့်နေကြတာလဲငါမှလင်းတော်မောင်ရှိနေလို့မနာလို့ဖြစ်နေကြတာလားအဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့သူမရဲ့မျက်နှာပေါ်မှာဂုံယူနေတဲ့အမူအရာနဲ့အောင်နိုင်သူအဖြစ်ဝင်ကြွားစွာထွက်ခွာသွားခဲ့ပါတယ်လီစီစီနဲ့ရုံးရောင်တို့ကမိမောစွာနဲ့အပြန်အလှန်ကြည့်လိုက်ကြပါတယ်ဒါဆိုရင်သူမကဘာအတွက်ကြောင့်ဒီလောက်အထိဂုံယူနေရတာလဲသူမမှာလင်းတော်မောင်ရှိနေလို့ဂုံယူနေတာဖြစ်ပါတယ်နောက်ဆိုရင်ငါသူမကိုသိတယ်လို့ဘသူကမှမပြောပါနဲ့တော့ရှိချင်းဟဲနဲ့ကျွန်တော်အိမ်စီပြန်ရောက်တဲ့အခါမူလာကကျူးရှုပိုင်နဲ့ရှိချင်းဟဲတို့ကြားမှာအဆင်ပြေနေခဲ့တော့လဲရှိလင်းလင်းမင်္ဂလာဆောင်ကနေထွက်ပြေးသွားခဲ့တာကြောင့်ရှိချင်းဟဲအစားထိုးလက်ထပ်ခဲ့ရပြီးသူတို့နှစ်ယောက်ကြားမှာပဋိပက္ခတွေစတင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်တိတိတတ်တာကိုရှိလင်းလင်းကအမှားပြုလုပ်ခဲ့တာဖြစ်တော့လဲကျွန်တော်တို့၃ယောက်လုံးကဒီလိုမျိုးအနေရခက်တဲ့အချက်ဒီအနေကိုရင်ဆိုင်ဖို့အတင်းအကျပ်ခိုင်းစေခြင်းခံခဲ့ရတာပါမင်းနဲ့ကျူးရှုပိုင်ကြားမှာဘာတွေဖြစ်ပျက်နေတာလဲမင်းတို့ရန်ဖြစ်ထားကြတာလားကျွန်တော်မှာလေးလံတဲ့စိတ်ကိစ္စတစ်ခုခုရှိနေပုံရတာကိုရှိချင်းဟဲ့ကရေရှည်တဲကသတိထားမိခဲ့တာဖြစ်ပါတယ်ငါဘာမဟုတ်တဲ့အကြောင်းပြချက်မရှိပဲသူ့ကိုဘာဖြစ်လို့ရန်ဆဲရမှာလဲထမင်းစပွဲကနေမာကြောင်ဝိုင်းတီရှိချင်းဟဲ့ပြုလုပ်ခဲ့သမျှအရာအလုံးကကျူးရှုပိုင်ကိုရန်ဆောက်ဖို့အတွက်မဟုတ်ဘူးလားဘာပဲဖြစ်ဖြစ်နောက်ဆိုရင်မင်းကိုမင်းနည်းနည်းလေးပို့ပြီးသတိထားပါရှိချင်းဟဲ့စဝေးစဝါနဲ့ဘာကိုသတိထားရမှာလဲလို့မေးပါတယ်ကျွန်တော်သူမကိုမျက်လုံးလှန်ပြလိုက်ပါတယ်မင်းနဲ့ကျူးရှုပိုင်ကြားမှာဘာပဲဖြစ်နေသတိထားပါမင်းတို့နှစ်ယောက်အရန်ကြီးပြဿနာမရှာပဲလူတွေရဲ့အာယုံဆိုင်မှုကိုမယူသမျှကာလပတ်လုံးငါရင်ထဲအထိလုံးဝထည့်ထားမှာမဟုတ်ပါဘူးရှိချင်းဟဲ့ကကျွန်တော်ကိုကြည့်ပြီးအေးဆက်စွာတယောလိုက်ပါတယ်မင်းကတကယ်ကိုသဘောထားကြီးမားတာပဲကျွန်တော်မျက်မှောင်ကျုပ်ပြီးရှိချင်းဟဲ့ကိုကြည့်လိုက်ပါတယ်ရှိချင်းဟဲ့ငါမင်းကိုပြောထားမယ်ငါကိုလာပြီးမစနိုးနဲ့ရှိချင်းဟဲ့ကအပြုံးနဲ့မေးလိုက်ပါတယ်အကယ်၍ငါမင်းကိုစနိုးလိုက်ရင်တော့ဘာဖြစ်မလဲကျွန်တော်အေးဆက်စွာရေမောလိုက်ပါတယ်မင်းသားငါကိုတကယ်ဒေါသထွက်အောင်လုပ်ခဲ့ရင်ငါကျူးရှုပိုင်စီသွားပြီးငါမိမနဲ့ဝေးနေဖို့သတိပေးမှဖြစ်ပါတယ်မဟုတ်ရင်တော့ငါသူ့ကိုအေးအေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှိချင်းဟဲ့ကကျွန်တော်ကိုကြည့်လိုက်ပြီးကျွန်တော်ကတော့သူမဒေါသထွက်တော့မယ်လို့ထင်မှတ်ထားချိန်မှာတော့သူမကပြန်ပြီးပြုံးလိုက်ပါတယ်မင်းသူ့ကိုဘယ်လိုမျိုးအေးအေးယူဆောင်ရွက်မှာလဲကျွန်တော်ရှိချင်းဟဲ့ကိုစိုက်ကြည့်လိုက်ပါတယ်မင်းခယူးစိုက်ဖို့မလိုပါဘူးဘာပဲဖြစ်ဖြစ်အချိန်တန်ရင်ငါမှသူ့ကိုအေးအေးယူဆောင်ရွက်ဖို့နီလန်ပေါင်းစုံရှိပါတယ်ဒါဆိုရင်အခုချက်ချင်းပဲသူ့ကိုသွားပြီးအေးအေးယူဆောင်ရွက်လိုက်ပါသူကဒီနေ့အရန်ကိုလွန်ကဲသွားခဲ့တာဖြစ်ပါတယ်သူကဒီနေ့ဘယ်လိုမျိုးလွန်ကဲသွားခဲ့တာလဲသူကဒီနေ့ငါကိုကူပြီးမာကြောက်ကစားပေးဖို့တောင်းဆိုရတဲ့တတိရှိနေတာဖြစ်ပါတယ်သူကသူ့ကိုယ်သူဘာမို့လို့ငါကိုစေခိုင်းနေတာလဲအဲ့ဒါကမင်းရဲ့မျက်နှာရှိမှတင်မင်းကိုတိုက်ရိုက်ရန်စနေတာမဟုတ်ဘူးလားကျွန်တော်ခဏမျှမိန်မောသွားခဲ့ပါတယ်မင်းတို့နှစ်ယောက်ကအခုချိန်မှာစကားတွေကိုကြီးကြီးကျယ်ကျယ်ပြောနေကြပေမဲ့ငါအမှန်တကယ်သွားပြီးပြုလုပ်လိုက်တဲ့အခါမင်းကအခြားလူတွေထပ်ပို့ပြီးစိုးရိမ်တုန်လှုပ်နေမှာဖြစ်ပါတယ်ရှိချင်းဟဲ့ကခေါင်းညှိလိုက်ပါတယ်မှန်ပါတယ်အကယ်၍မင်းသွားပြီးကိုယ့်ရဲ့အင်အားကိုမသိပဲအရန်လွန်လွန်ကဲကဲပြုလုပ်လိုက်ရင်ဘာဖြစ်မလဲငါတို့နှစ်ယောက်လက်ထက်တာမကြသေးတာကြောင့်လင်းသက်သမားဆိုတဲ့အမိဆိုးကိုတော့တေချာပေါက်လက်ခံခြင်းမှမဟုတ်ပါဘူးမင်းရဲ့နေနမိတ်ကိုနည်းနည်းလေးစောင့်ထိန်ဖို့ပဲမှတ်ထားပါအကယ်၍ကျူးရှုပိုင်တာမင်းပြောတာကိုကြားလိုက်ရရင်သူတေတတ်အောင်ငိုကြွေးနေမှာဖြစ်ပါတယ်အဲ့ဒါကငါနဲ့ဘာဆိုင်လို့လဲငါကရှိချင်းဲနဲ့ကျူးရှုပိုင်တို့ဟာစုံတွဲတွဲလို့အမြဲတမ်းထင်မှတ်ထားခဲ့တာဖြစ်ပါတယ်။ငါတယောက်တည်းတင်မကပဲငါတို့လူမှုအတိုင်းဝိုင်းတွေကလူတိုင်းကလည်းအဲ့ဒီလိုပဲထင်မှတ်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့အခုကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလိုလုံးဝမဟုတ်ပုံရပါဘူး။သူမကကျူးရှုပိုင်ကိုလုံးဝအလေးမထားတဲ့လိုမျိုးခံစားရပါတယ်။ငါအထင်လွဲခဲ့တာများလားကျွန်တော်စူးစမ်းကျင်စိတ်နဲ့ပါဇက်ကိုဖွင့်ပြီးမင်းနဲ့ကျူးရှုပိုင်ကစုံတွဲတွဲမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။ရှိချင်းဟဲ့ကသူမရဲ့မျက်လုံးတွေကိုပြုကျင်လိုက်ပြီး
ငါတို့နှစ်ယောက်ကဘယ်တော့မှစုံတွဲဖြစ်ခဲ့ဘူးလို့လဲလို့ပြန်လဲချိပတ်လိုက်ပါတယ်ကျွန်တော်အလှည့်ရောက်ရှိလာတဲ့အခါမှာတော့လုံးဝအံ့ဩထိတ်လန့်သွားခဲ့ပါတယ်မင်းတို့နှစ်ယောက်တစ်ခါမှတွဲမထားဘူးလားရှိချင်းဟဲကကျွန်တော်ကိုရင်နာစရာကောင်းတဲ့မျက်နှာအမူအရာနဲ့ကြည့်လိုက်ပါတယ်မင်းရဲ့ရင်ထဲမှာငါကဒီလိုမျိုးတာဝန်မဲ့တဲ့အမျိုးသမီးမျိုးလို့တကယ်ပဲထင်နေတာလားရှိချင်းဟဲကအေးဆက်စွာရေမောလိုက်ပါတယ်မင်းကငါရဲ့တီတပန်းရန်သူဖြစ်ဖို့တောင်အရေးချင်းမမိပါဘူးမင်းကိုအတိဆုံးလူကမင်းရဲ့ရန်သူတို့ပြောကြတော့လဲရဲချန်ကငါ့ကိုလုံးဝနားမလဲပါဘူးသူကငါရဲ့ရန်သူဖြစ်ဖို့အရေးချင်းမမိပါဘူးသူကငါရဲ့လင်တော်မောင်ဖြစ်ဖို့အတွက်ပဲအရေးချင်းမိတာဖြစ်ပါတယ်နောက်တနေ့နနက်ခင်းမှာတော့ကျွန်တော်ဖုန်းဝင်လာတာကြောင့်နိုးထလာခဲ့ပါတယ်မျက်လုံးတွေကိုမိတ်ထားရင်းနဲ့ဖုန်းကိုစမ်းသက်ရှာဖွေလိုက်ပါတယ်အခြားတစ်ဖက်ကစူချီခန်းကရဲချန်မင်းအခုထိမနိုးသေးဘူးလားဟင်းလို့မေးပါတယ်စူချီခန်းကကျွန်တော်အကြောင်းကိုသိပါတယ်ရဲချန်ကစီကန်းရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်တာကြောင့်ဒီလိုအချိန်မှအဖြစ်လို့မနိုးသေးတာလဲမင်းညကမင်းကိုမင်းအရန်ပင်ပန်းအောင်ပြုလုပ်ခဲ့လို့ဖြစ်ရမယ်ဟုတ်တယ်မလားလို့စူချီခန်းကတိုးတိုးလေးရေမောရင်းမေးပါတယ်ကျွန်တော်ကအိတ်ချင်မှုတူးနဲ့အင်းလို့မရေမရပြန်လဲဖြေချလိုက်ပြီးစူချီခန်းအမှန်တကယ်ပြောလိုက်တဲ့စကားတစ်ခုကိုမှတိတိကျကျမကြားလိုက်ရပါဘူးရဲချန်နဲ့ရှီချင်းဟဲတို့ရဲ့ဆက်ဆံရေးကတကယ်ကိုအိမ်မက်ဆန်ဆန်တိုးတက်လာခဲ့တာဖြစ်ပါတယ်သူတို့နှစ်ယောက်ကအရင်လက်ထပ်ပြီးမှနောက်မှချစ်ကြိုက်တဲ့ဇညုံကိုတွားနေကြတာလားဒါမှမဟုတ်အချိန်ကြာလာတာနဲ့အမျှတန်ရောစင်တိုးပွားလာတဲ့ဇညုံကိုတွားနေကြတာလားဘာဖြစ်လို့လဲမနဲ့စောစောစီးစီးအရေးကြီးတဲ့ကိစ္စတစ်ခုခုရှိလို့လားရဲချန်ကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်မင်းနဲ့ရှီချင်းဟဲတို့ရဲ့အိမ်တော်ကြီးရောရှီလင်းလင်းနဲ့ပတ်သက်တဲ့ကိစ္စရက်တွေပါအွန်လိုင်းမှာပေါက်ကြားသွားခဲ့ပါပြီအဲ့ဒီစကားတွေကိုကြားလိုက်ရတဲ့အခါကျွန်တော်မျက်လုံးတွေကိုကြဲကြဲဖွင့်လိုက်ပြီးအခုတော့လုံးဝလန်းဆန်းစွာနိုးကြားသွားခဲ့ပါတယ်ကျွန်တော်သဘောပေါက်ပါပြီးငါသွားပြီးစစ်ဆေးကြည့်လိုက်ပါဦးမယ်တေချာပေါက်ပါပဲရှီချင်းဟဲနဲ့အတူရဲချန်ကိုရေပန်းစားနေတဲ့ရှာဖွေမှုတွေထဲမှာတွေ့လိုက်ရပါတယ်တာမန်လူတွေကတနက်ကင်ချမ်းသာတဲ့မိသားစုကြီးတွေအပေါ်နှဆိုင်တဲ့စူးစမ်းလို့စိတ်နဲ့တောင်းတမှုကိုပိုင်ဆိုင်ထားကြတာဖြစ်ပြီးသူတို့သမီးရဲ့တူမဖြစ်သူကမင်္ဂလာဆောင်ကနေထွက်ပြေးသွားကအတော်ဖြစ်သူကအစားထိုးဝင်ရောက်လက်ထပ်လိုက်တဲ့ကိစ္စမျိုးဆိုရင်ပိုလို့တောင်ဖြစ်ပါသေးတယ်ဒါက TV မှာပဲရှိတတ်တဲ့ YouTube ဖွယ်ရာ drama ဆန်တဲ့ကိစ္စမျိုးပါကျွန်တော်အဲ့ဒီအကြောင်းကိုဝင်ရောက်ကြည့်ရှုလိုက်ရဘလော့ကတယောက်ကသုံးသက်ချက်ဗီဒီယိုတစ်ခုကိုတင်ထားပြီးအရာအလုံးကိုလုံးဝအကြောင်းပြချက်ရှိယုံကြည်မှုအပြည့်နဲ့သုံးသက်ပြထားတာကိုတွေ့လိုက်ရပါတယ်ကွန်မန့်ကဏ္ဍကပုံမအံ့ဩစရာကောင်းနေပြီးအချို့ကိုဖတ်ရှုပြီးတဲ့နောက်မှာတော့ကျွန်တော်အကြမ်းဖြင့်သဘောပေါက်သွားခဲ့ပါတယ်ဒီအရာအလုံးကကျွန်တော်စီတိုက်ရိုက်ဥတည်နေတာဖြစ်ပါတယ်ရည်ရွယ်ချက်ကတော့ရင်းမိသားစုကိုအနက်ရောက်ဆိုးဖို့အတွက်ဖြစ်ပြီးပြိုင်ဘက်တွေကပြုလုပ်ခဲ့တာဖြစ်နိုင်တော့လဲရှိမိသားစုလည်းထိခိုက်မှုကနေမလွတ်မြောက်ခဲ့ပါဘူးကျွန်တော်ရဲ့ရင်ထဲမှာလုံးဝစိုးရိမ်တုန်လှုပ်ခြင်းမရှိခဲ့ပါဘူးမနေ့ကရှိချင်းဟဲ့ရေပန်းစားသွားခဲ့စဉ်ကတည်းကဒုက္ခအချို့တေချာပေါက်လိုက်ပါလာတော့မှာဖြစ်ပါတယ်ဒီဒုက္ခကဒီလောက်အထိမြ မြဆန်ဆန်ရောက်ရှိလာလိမ့်မယ်လို့ကျွန်တော်မထင်မှတ်ထားခဲ့ရုံသက်သက်ပဲဖြစ်ပါတယ်ကျွန်တော်အလုပ်အုပ်စုတဲကလက်အောက်ငယ်သားတယောက်ကိုရေပန်းစားနေတဲ့ရှာဖွေမှုကိုကင်တွယ်ဖို့စီစဉ်လိုက်ပြီးအဲ့ဒီနောက်စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့အတွက်ရင်းနှီးတဲ့စီးပွားရေးမိဖက်တွေစီဆက်သွယ်လိုက်ပါတယ်ဒီအရာတွေကို PC အောင်ပြုလုပ်ပြီးတဲ့နောက်ကျွန်တော်ဘေးမှာနှစ်ချိုက်စွာအိပ်ပျော်နေတဲ့ရှီချင်းဟဲကိုကြည့်လိုက်ပါတယ်သူမကအင်တာနက်မှာဒီလောက်အထိကြီးမားစွာပောက်ကွဲသွားလိမ့်မယ်လို့တကယ်ပဲမမျှော်လင့်ထားခဲ့တာလားရှီမီသားစုတဲကလူတွေကအကြောင်းကြားစာမရရှိသေးတာလားဒါမှမဟုတ်ဘာတွေဖြစ်ပျက်နေတာလဲဘာဖြစ်လို့ဘာသတင်းမှရှီချင်းဟဲစီရောက်မလာရတာလဲရှီချင်းဟဲနိုးလိုက်တော့အမှန်တော့ကျွန်တော်ဖုန်းဖြေနေချိန်ကလေးကသူမနိုးနေခဲ့တာဖြစ်ပြီးအခုတော့သူမရဲ့မျက်လုံးတွေကိုချောမွေ့စွာဖွင့်လိုက်ပါတယ်ကျွန်တော်ဖုန်းကိုသူမစီပေးအပ်လိုက်ရဖက်ရှုပြီးတဲ့နောက်ရှီချင်းဟဲကသူမရဲ့ကိုယ်ပိုင်ဖုန်းကိုကင်မြောက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ရှီချင်းဟဲကညွှန်ကြားချက်တွေကိုအစီအီထုတ်ပြန်ခဲ့ပါတယ်ဒီလိုမျိုးကိစ္စတွေကိုရှီချင်းဟဲဘက်ကကြိုတင်တွက်ဆထားပြီးသားဖြစ်ပါတယ်ဒီနေ့ခေတ်အင်တာနက်ရဲ့စွမ်းအားကအလွန်တရာမှကြီးမားလာတာကြောင့်ကျွန်တော်ရဲ့ရေပန်းစားမှုရုတ်တရက်မြင့်တက်လာတာနဲ့အမျှရှီမီသားစုနဲ့ဆက်ဆံရေးရောကျွန်တော်ရဲ့ပုံကိုရေးဆက်နွယ်မှုတွေပါအကုန်လုံးအမြင့်ပါမကျန်တူးဖော်ခံရတော့မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကိုအတော်ထွက်ဆုံးဖြစ်စေတာကတော့နောက်ွယ်ကလူကကျွန်တော်တို့ကိုဒီလိုမျိုးအနက်ရောင်ဆိုရဲတဲ့အထိတတိရှိနေတာပဲဖြစ်ပါတယ်ချန်ဘာဖြစ်လို့လဲရှီချင်းဟဲကသူမရဲ့မျက်နှာပေါ်ကမကျေနပ်မှုကိုဖျောက်ဖျက်လိုက်ပြီးကျွန်တော်ကိုအပြုံးနဲ့ကြည့်လိုက်ပါတယ်ဘာမှမဟုတ်ပါဘူးကျွန်တော်မျက်လုံးလှန်ပြလိုက်ပါတယ်မင်းကငါ့ကိုမျက်မမြင်လို့ထင်နေတာလားထားလိုက်ပါတော့မင်းမပြောရင်တော့ငါကတော့သိနေတာပဲဒီအခြေအနေကိုဖြေရှင်းဖို့တော်တော်လေးခက်ခဲနေလို့ပဲဖြစ်ရပါမယ်မနေ့ကငါတော့ကြော်ကြားမှုရောအကျိုးမြတ်ပါရရှိသွားတာကိုငါမျက်စိနဲ့တိုက်ရိုက်မြင်တွေ့ခဲ့ရတာဖြစ်ပေမဲ့တညတာတော်တွင်းမှာအဘဲအရာအလုံးကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်အတော်ကငါမလိုချင်တဲ့အမျိုးသားကိုလက်ထပ်လိုက်ရပြီးအခုတော့ငါကအတော်ထပ်ပို့ပြီးအထက်စီးရောက်နေတာဖြစ်ပါတယ်အရန်စိတ်ကြည်နှက်ဖို့ကောင်းလိုက်တာအတော်အင်တာနက်ပေါ်ကအကြောင်းအရာတွေကိုလုံးဝဂရုစိုက်မနေပါနဲ့တော့အဲ့ဒါတွေကဘာမှမသိပဲဘေးကနေပွဲကြည့်နေတဲ့ဘာမဟုတ်တဲ့လူတွေရန်တမ်းခံမှန်းနေကြတာတသက်ပဲဖြစ်ပါတယ်မင်းကိုရှီမီသားစုရဲ့အာဏာပိုချက်ကနေဖယ်ရှားလိုက်ပြီးရှီချန်ဌာနခွဲရုံးစီနှင်ထုတ်လိုက်တာကိုလူတိုင်းသိသွားကြတဲ့ကိစ္စကိုပြောနေတာလားငါကတော့အဲ့ဒီကိစ္စကိုတကယ်ပဲလုံးဝဂရုမစိုက်ပါဘူးကျွန်တော်သူမကိုအေးဆက်ဆက်ကြည့်လိုက်ပါတယ်ရှီလင်းလင်းမင်းကအင်တာနက်ပေါ်ကစကားတွေကြောင့်ငါကရင်ကျိုးဝမ်းနဲ့နေလိမ့်မယ်လို့မထင်လိုက်နဲ့ရှီလင်းလင်းရဲ့မျက်နှာပေါ်မှာငါရဲ့ဖော်ထုတ်တာကိုခံလိုက်ရတဲ့အမူအရာလေးခဏမျှဖြစ်ပြေးသွားခဲ့ပါတယ်ဂရိမတီပဲယုံကြည်နားလည်မှုလုံးဝမရှိတဲ့မင်းလိုမျိုးသမီးမျိုးကဘာအတွက်ကြောင့်ဒီလောက်အထိဂုဏ်ယူနေရတာလဲဆိုတာငါတကယ်ကိုမသိပါဘူးမင်းကတကယ်ပဲလင်ညာကနေအပြောင်းလဲလုပ်ပြီးပြန်လာနိုင်မယ်လို့ထင်နေတာလားရှီချင်းဟဲ့
ရဲကားပေါ်ကိုတက်လိုက်တဲ့အခါမှာတော့ကျွန်တော်ရဲ့မျက်နှာကအမောင်ထုလိုမဲမောင်နေခဲ့ပါတယ်။ဘာဖြစ်လို့ဒီကားမှာလဲလင်းတော်မောင်တီးတန့်ထိုင်ကုန်ရှိနေရတာလဲမင်းကကားတိုင်းရဲ့ဘေးကုံမှာအဲ့ဒါကိုလိုက်ပြီးကတ်ထားတာတော့မဟုတ်ဘူးမလားတေချာတာပေါ့အကုန်လုံးမှာကတ်ထားတာမဟုတ်ရင်ငါရဲ့ချစ်စပွဲလင်းတော်မောင်ဆိုတဲ့အပြင်ပန်းပုံရိပ်ကိုထိခိုက်သွားမှာဖြစ်ပါတယ်။သူမကဘာတွေကိုပြောနေတာလဲချစ်စပွဲလင်းတော်မောင်ပုံရိပ်တဲ့ငါကိုအလိုလိုက်တဲ့သူမကငါကိုဘယ်တော့ကအလိုလိုက်ခဲ့ဘူးလို့လဲကျွန်တော်အာယုံစူးစိုက်မှုအပြည့်နဲ့ကားမောင်းနေတဲ့ရှိချင်းဟဲကိုကြည့်ပြီးသူမရဲ့ဘေးဆောင်ပုံရိပ်ကိုကြည့်ကတွားရည်ကြမလို့ဖြစ်သွားခဲ့ပါတယ်။သူမကဒီလိုမျိုးကြည့်လိုက်ရင်အရန်ဆွဲဆောင်မှုရှိတာဖြစ်ပါတယ်။ငါတကယ်ပဲယူသွတ်သွားခဲ့ပြီလားကျွန်တော်ရှိချင်းဟဲကိုနောက်ထပ်မကြည့်ရတော့ပဲကျွန်တော်ရဲ့နေရွက်တွေကညီရဲသွားခဲ့ပါတယ်။ရှိချင်းဟဲကပို့ပြီးတော့တောင်ပျော်ရွှင်သွားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ရှီလင်းလင်းနဲ့လေယူတို့နှစ်ယောက်လုံးရဲ့မျက်နှာအမူအရာတွေကအရန်ကြည့်ရဆိုးနေခဲ့ပါတယ်။လေယူကညင်းကွယ်လို့မရတဲ့အမှန်တရားတစ်ခုကိုသုံးသပ်ပြလိုက်ပါတယ်။အခုလေးတင်ပြောလိုက်တဲ့စကားတွေရဆိုရင်လင်းလင်းမင်းနဲ့ရဲချံကလုံးဝတန့်ရှင်းနေတာဖြစ်ပါတယ်။မင်းကအမှန်တရားကိုစက္ကန့်ပိုင်းတွင်သဘောပေါက်သွားခဲ့တယ်။မင်းတို့နှစ်ယောက်ဆစ်ဆက်ထားတာနှစ်အပြည့်ရှိသွားခဲ့ပြီမင်းကဘာဖြစ်လို့နှစ်အပြည့်လုံးဒီလောက်ထိအတုံးမကျရတာလဲရဲချံကစိတ်ပြောင်းတာအရန်မြန်ဆန်သွားပြီးရှိချင်းဟဲ့ကိုတော့ငါတို့ကိုအနိုင်ယူဖို့ကူညီပေးခဲ့တာမဆန်းပါဘူး။မေငါကသူ့ကိုချစ်တောင်မချစ်ခဲ့တာရှီလင်းလင်းကမက်တက်ရက်လိုက်ပြလေယူကိုဒေါသတကြီးအော်ဟစ်လိုက်ပါတယ်။ရှီလင်းလင်းကဒေါသတကြီးထွက်ခွာသွားခဲ့တာကြောင့်လေယူကိုပို့ပြီးတော့ဒေါသထွက်သွားစေခဲ့ပါတယ်။ရှီလင်းလင်းမင်းလိုမိုက်မဲတဲ့သမီးကျွန်တော်ကုမ္ပဏီစီရောက်တာနဲ့ကျွန်တော်ရဲ့လက်ထောက်ကအလင်းအမြန်ခီးဦးကျူလာရောက်ခဲ့ပါတယ်။ပြန်ကြားရေးဌာနကအစီအစဉ်အတိုင်းလှုပ်ဆောင်ပြီးရေပန်းစားနေတဲ့ရှာဖွေမှုတွေကိုရှော့ချဖို့နဲ့အေးဆက်သွားစေဖို့အတွက် platform တွေစီရှင်းလင်းချက်အယူခံတွေကိုတင်ပြခဲ့ပြီးဖြစ်ပါတယ်။သို့တော်လည်းနောက်ွယ်ကလူတစ်ယောက်ကသတင်းမှားတွေကိုစက်တိုက်ဖြန့်ဝေနေတာကြောင့်ရလက်ကအရန်နေပါနေခဲ့ပါတယ်။ဒါအပြင်အခြေအနေတွေကပုံမပြင်းထန်လာတာနဲ့အမျှလူတွေပုံမပါဝင်ပတ်သက်လာကြပြီးကိုယ်ပိုင်အကျိုးမြတ်တွေကြောင့်ပုံမများပြားတဲ့အင်အားစုတွေကရေနောက်ဆွဲငါးရှာဖို့ရေထုကိုနောက်ကျအောင်ပြုလုပ်နေကြတာဖြစ်ပါတယ်ကျွန်တော်တို့ဘက်ကတိတိတတ်တာကိုအရေးနှိမ့်နေတဲ့အခြေအနေမှာရှိနေခဲ့ပါတယ်လက်ထောက်ရဲ့အစီရင်ခံစာကိုနားထောင်ပြီးတဲ့နောက်ကျွန်တော်မှလက်ရှိအချိန်တိုင်းတာမှာအစဉ်ပြေတဲ့ဖြည့်ရှင်းနေမရှိခဲ့ပါဘူးဒီလိုမျိုးကိစ္စရဲ့အတွက်တော့ကျွန်တော်တို့ဘက်ကခိုင်မာတဲ့သက်သေအထောက်အထားတွေကိုထုတ်ပြပြီးလူတိုင်းကိုပါဆက်ပိတ်သွားအောင်မပြုလုပ်နိုင်သမျှကာလပတ်လုံးအင်တာနက်အသုံးပြုသူတွေရဲ့စိတ်အားထက်သန်မှုလျော့နေသွားမဲ့အချိန်ကိုစောင့်ဆိုင်းဖို့ဒီကိစ္စရဲ့ရေပန်းစားမှုလျော့ကျသွားမဲ့အချိန်ကိုစောင့်ဆိုင်းဖို့ပဲရွေးချယ်စရာရှိတာဖြစ်ပါတယ်။သို့တော်လည်းကျွန်တော်တို့မှာအခုချိန်မှာစောင့်ဆိုင်းဖို့အချိန်မရှိပါဘူး။ယီမီသားစုရဲ့ကုမ္ပဏီပုံရိပ်ထိခိုက်သွားပြီး stock share တွေထိုးဆင်းသွားခဲ့ရင်တော့ပွဲပြီးသွားမှာဖြစ်ပါတယ်။အစည်းအဝေးကျင်းပဖို့အတွက်ပြန်ကြားရေးဌာနကလူတွေကိုအကြောင်းကြားလိုက်ကျွန်တော်ဒီအတိုင်းထိုင်ပြီးအသေးခံလို့မရပါဘူးလူတိုင်းပေါက်ဆက်စဉ်းစားကြရင်ဖြည့်ရှင်းနေတစ်ခုတေချာပေါက်ထွက်ပေါ်လာမှာဖြစ်ပါတယ်အစည်းအဝေးခန်းမအတွင်းမှာကျွန်တော်အခြေအနေကိုရှင်းလင်းစွာချပြလိုက်ပါတယ်ကဲနီလန်တစ်ခုခုစဉ်းစားကြရအောင်လူတိုင်းကပြင်းထန်စွာဆွေးနွေးကြရလက်ထောက်ကတက်ပလက်တစ်ခုကိုကိုင်ဆောင်ကလေးနဲ့တော့မျက်နှာအမူအရာနဲ့ဝင်ရောက်လာပြီးမန်နေဂျာအွန်လိုင်းပေါ်ကလူလူသဘောထားကိုကြည့်ရှုလိုက်ပါဦးလို့ပြောပါတယ်ကျွန်တော်အဲ့ဒါကိုယူပြီးဖတ်ရှုလိုက်ပါတယ်ရဲချံကရှိချင်းဟဲနဲ့လွန်ခဲ့တဲ့အချိန်အတော်ကြာတဲ့ကပတ်သက်နေခဲ့တာဖြစ်ပါတယ်ရဲချံကလွန်ခဲ့တဲ့နှစ်တုန်းကရှီလင်းလင်းနဲ့ဆစ်ဆက်ခဲ့တာဖြစ်ပါတယ်သူကအမှန်တကယ်တော့ရီမန်းချက်အပြည့်ရှိတဲ့အမျိုးသားတယောက်ပါရှီမီသားစုကရှီချင်းဟဲကိုစက္ကန့်သူအဖြစ်သတ်မှတ်လိုက်ပြီးရှီလင်းလင်းမှာမျောလင်းချက်လုံးဝမရှိတော့မှန်သိရှိသွားတဲ့အခါမှာတော့သူကရှီလင်းလင်းကိုစွန့်ပစ်လိုက်ပြီးရှီချင်းဟဲနဲ့ပတ်သက်ဖို့လှည့်ပြန်သွားခဲ့တာဖြစ်ပါတယ်ရှီလင်းလင်းကမင်္ဂလာဆောင်ကနေထွက်ပြေးသွားရတဲ့အကြောင်းရင်းကလည်းမင်္ဂလာဆောင်နေပါတယ်သူမရဲ့စစ်ဆက်ထားသူရဲ့တစ္ဆာဖောက်မှုကိုသိရှိသွားခဲ့တာကြောင့်ကျွန်တော်ကိုလက်စားချေဖို့အတွက်မင်္ဂလာဆောင်ကနေထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ရှီလင်းလင်းနဲ့ရှီချင်းဟဲတို့နှစ်ယောက်လုံးကသူ့ရဲ့လက်ဝါးထဲမှာကစားခြင်းခံခဲ့ရတာဖြစ်ပြီးအခုတော့သူတို့နှစ်ယောက်ဟာသူ့ကြောင့်ရန်သူတွေဖြစ်သွားခဲ့ကြတာဖြစ်ပါတယ်။ဒီဖွင့်ထုတ်ထားတဲ့ post ကကျွန်တော်ကိုအနက်ရောင်ဆိုဖို့အစွမ်းကုန်စူးစမ်းနေတာဖြစ်ပြီးအမှန်တရားကိုမသိတဲ့အချို့သောဘာမဟုတ်တဲ့လူတွေကဒီဖွင့်ထုတ်မှုနဲ့ကျွန်တော်ကိုအပုတ်ချနေတဲ့အင်တာနက်အစိပ်ပင်တွေရဲ့ဥဆောင်မှုကိုခံလိုက်ရတာကြောင့်ကျွန်တော်ကိုကြည့်ရဆိုပြီးလက်ခံရခက်တဲ့စကားပေါင်းစုံနဲ့တိုက်ခိုက်လာကြတာဖြစ်ပါတယ်ဒီကိစ္စတစ်ခုလုံးကကျွန်တော်စီတိုက်ရိုက်ဥတည်နေတာဖြစ်ပါတယ်ကျွန်တော်ရဲ့မျက်နှာမူအရာကအရန်ကြည့်ရဆိုးသွားခဲ့ပြီးလက်ထောက်ကိုဒီဖွင့်ထုတ်မှုကိုတင်လိုက်တဲ့သူစီရှိနေကြောင်းကြားစာပို့ဆောင်လိုက်ပါလို့ပြောလိုက်ပါတယ်လက်ထောက်ကခေါင်းညှိလိုက်ပါတယ်ကျွန်တော်ရေပန်းစားနေတဲ့ရှာဖွေမှုတွေကိုပုံမှန်အတိုင်းပြန်လဲဆွဲတင်လိုက်တဲ့ကွက်တိအချိန်မှာပဲကျွန်တော်အကြတောင်းရေပန်းစားနေတဲ့အကြောင်းအရာတွေပျောက်ကွယ်သွားတာကိုတွေ့ရှိလိုက်ရပါတယ်ဘာဖြစ်လို့ပျောက်ကွယ်သွားရတာလဲတယောက်ကရေပန်းစားနေတဲ့ရှာဖွေမှုတွေကိုအောက်သို့ဆွဲချလိုက်တာလားဘယ်သူဖြစ်နိုင်မလဲကျွန်တော်အင်တာနက်ပေါ်ကလှုပ်ရှားမှုတွေနဲ့အလားအလာတွေကိုဆက်လက်ဆောင်ကြည့်လိုက်ရပလက်ဖောင်းကြီးတွေအားလုံးမှာရှိတဲ့အနက်ရောင်အချက်လက်တွေပျောက်ကွယ်သွားတာကိုတွေ့ရှိလိုက်ရပါတယ်ဘယ်သူကဒီလောက်အထိကြီးမားတဲ့အင်အားနဲ့ကြောထောက်နောက်ခံကိုပိုင်ဆိုင်ထားတာလဲကျွန်တော်အဖေအမေနဲ့မမတို့စီမေးမြန်းတဲ့စာတူတွေပို့လိုက်တော့လဲသူတို့အားလုံးစီကရရှိလာတဲ့အဖြေတွေကတော့မဟုတ်ဘူးဆိုတာကြီးပဲဖြစ်ပါတယ်သူတို့မဟုတ်ရင်ဘယ်သူဖြစ်နိုင်မလဲရှီချင်းဟဲ့များဖြစ်နေမလားမဖြစ်နိုင်ပါဘူးဒါပေမဲ့သူမကလွဲလို့အခြားလူလည်းမရှိပါဘူးအဲ့ဒီကွက်တိအချိန်မှာပဲရှီအုပ်စုရဲ့တရားဝင်စာမျက်နှာကအများပြည်သူဆိုင်ရာထုတ်ပြန်ချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်အွန်လိုင်းမှာပြန့်နှံ့နေတဲ့အချို့သောပြောဆိုချက်တွေနဲ့သတင်းမှားတွေဟာရှီချင်းဟဲနဲ့ရှီချင်းဟဲရဲ့ခင်မုန်းတို့ရဲ့ဂုဏ်သိက္ခာကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်။ရှီအုပ်စုအနေနဲ့မမှန်ကန်တဲ့ပြောဆိုချက်တွေကိုဖြန့်ဝေနေတဲ့အကောင့်ချို့နဲ့ဘလော့ဂါတွေကိုတရားစွဲဆိုဖို့ပြင်ဆင်သွားမှာဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာကျွန်တော်နဲ့ရှီလင်းလင်းကြားကကိစ္စကိုပင်ရှင်းလင်းပေးထားတာဖြစ်ပါတယ်။ရှီအုပ်စုစီကဒီထုတ်ပြန်ချက်ထွက်ပေါ်လာတာနဲ့အမျှအင်တာနက်ပေါ်ကလူလူသဘောထားဥတီယာကစက္ကန့်ပိုင်းအတွင်းပြောင်းပြန်ဖြစ်သွား
အားခဲ့ပါတယ်ဘာမှမသိပဲပွဲကြည့်နေတဲ့လူတွေရဲ့အကြည့်တွေကရှီလင်းလင်းနဲ့ကူဒီဘိုတို့စီချက်ချင်းရောက်ရှိသွားခဲ့ပါတယ်ရှီလင်းလင်းကတကယ်ပဲမျက်စိကွယ်နေတာလားရုပ်ရည်မိသားစုနောက်ခံတဲ့ပညာအရေးချင်းကိစ္စတွေမှာကူဒီဘိုကတခင်လေးကြီးကိုဘယ်နေရာမှာများရှင်းနိုင်လို့လဲအပြင်ပန်းမှာတော့အခြေအကိစ္စရဲ့တစ်ခုလိုမြင်တွေ့ရတော့လဲအမှန်တရားကစကားပြောသွားခဲ့ပါပြီလူတစ်ယောက်ရဲ့အချစ်ကိုရွေးချယ်မှုနဲ့ကိစ္စရပ်တွေကိုဆောင်ရွက်မှုအမှုအရာကနေသူတို့ရဲ့အကျင့်စာရိုက်နဲ့မျှော်မှန်းချက်အလားအလာနဲ့အနှစ်သာရတွေကိုပါရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်လူတို့ရဲ့မျက်လုံးတွေကတကယ်ကိုတောက်ပပြီးထက်မြက်တာပဲမဟုတ်ဘူးလားအားလုံးကရှီလင်းလင်းလိုမျိုးလုံးဝမျက်စိကွယ်နေကြတာမဟုတ်ပါဘူးရေပန်းစားနေတဲ့ရှာဖွေမှုတွေကိုအောက်သို့ဆွဲချလိုက်တဲ့ကိစ္စကိုတကယ်ပဲရှီချင်းဟဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီလိုလုပ်တာကရှီချင်းဟဲ့အတွက်လည်းအကျိုးရှိတော်လဲကျွန်တော်ကတော့အဓိကအကျိုးခံစားရသူဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဘက်ကရှီချင်းဟဲ့ကိုတေချာပေါက်ကျေးဇူးတင်ကြောင်းပြောတင်ပါတယ်ကျွန်တော်ရှီချင်းဟဲ့စီစာတိုးတဆောင်ပို့လိုက်ပါတယ်ရေပန်းစားနေတဲ့ရှာဖွေမှုတွေကိုအောက်သို့ဆွဲချလိုက်တာမင်းပြုလုပ်ခဲ့တာလားဒီထုတ်ပြန်ချက်ကရှီလင်းလင်းအတွက်နည်းနည်းလေးအဆင်မပြေဘူးမဟုတ်ဘူးလားပါလဲမင်းသူမအတွက်ရင်နာနေလို့လားလို့သူမကတရောတဲ့သဘောနဲ့ပြန်မေးလိုက်ပါတယ်ငါကဘလို့လုပ်ပြီးအဲ့ဒါကရင်နာစရာဖြစ်သွားတာလဲလို့ရိုးရိုးလေးမေးလိုက်တာပါငါကအတင်းအကျပ်ထိန်းချုပ်ထားပြီးသူမကိုပြန်မအောင်မိအောင်လုပ်ခဲ့ပါတယ်ငါဘာရင်နာစရာမှမခံစားရပါဘူးရှီလင်းလင်းကလည်းရှီမီသားစုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေလို့ယုံတင်ပါသူမဆဲဆိုတက်ခိုက်ခံရရင်ရှီမီသားစုအတွက်လည်းပုံရိပ်မကောင်းပါဘူးဒါဆိုရင်မင်းကရှီလင်းလင်းကိုကာကွယ်ဖို့အတွက်ကိုအစဲခံရတာကိုပဲပိုသဘောကျတာလားမင်းကရှီလင်းလင်းကိုဒီလောက်အထိဂရုစိုက်တာပဲရှီလင်းလင်းကကောတည့်ရလားမင်းကကိုပုံမှန်စကားပြောလို့ရမလားဒီလိုမျိုးတရောစာရွယ်ချက်ရှိတဲ့မိစ္ဆာလိုပြုမှုနေတာကိုရက်တန့်ပေးလို့ရမလားငါလင်တော်မောင်ကသူ့ရီစားဟောင်းအတွက်ပြောပေးနေတာကိုငါကဘလို့လုပ်ပြီးပုံမှန်စကားပြောနိုင်ပါမလဲငါရှီလင်းလင်းအတွက်ပြောပေးနေတာမဟုတ်ဘူးလို့ပြောပြီးပြီပဲငါကရိုးရိုးလေးပဲခြုံငုံသုံးသက်ချက်ကိုစဉ်းစားနေတာပါခြုံငုံသုံးသက်ချက်ကတော့မင်းကငါခင်မုန်းဖြစ်ပါတယ်မင်းကရှီအုပ်စုရဲ့အနာဂတ်အရှင်သခင်ဖြစ်ပြီးမင်းရဲ့ဂုဏ်သိက္ခာကရှီလင်းလင်းရဲ့ဂုဏ်သိက္ခာထက်အများကြီးပိုအရေးကြီးပါတယ်တို့တွေကဇနီးမောင်နှံဖြစ်နေကြလို့မင်းရဲ့ဂုဏ်သိက္ခာကငါရဲ့ဂုဏ်သိက္ခာကိုဓာတ်ရိုက်တက်ရောက်မှုရှိပါတယ်ကောင်းပါပြီကျေးဇူးတင်ပါတယ်ဒါပဲလားငါရဲ့တီးခတ်နိုင်စွမ်းကတကယ်ပဲအကန့်အသတ်ရှိပါတယ်အွန်လိုင်းပေါ်ကကောလာဟလတွေကိုရှင်းလင်းဖို့အတွက်ငါကအုပ်စုရဲ့ဥပဒေနဲ့ပြန်ကြားရေးဌာနတွေကိုပေါင်းစပ်ညှိနှိုင်းခဲ့ရတယ်လမ်းကြောင်းပေါင်းစုံကနေတက်တွေတင်ပြခဲ့ရတယ်တရားဝင်ထုတ်ပြန်ချက်တွေထုတ်ပြန်ခဲ့ရတယ်လူအင်အားအမြောက်များအသုံးချခဲ့ရတယ်ပြီးတော့ငါတူမကြီးရဲ့ကိုရေးကိုတာကိစ္စတွေကိုတောင်လူသိရှင်ကြဝင်ချခဲ့ရတယ်အဲ့ဒါကိုမင်းကကျေးဇူးတင်ပါတယ်ဆိုတဲ့စကားသုံးခုနဲ့ပြီးဆက်လွယ်လုပ်လိုက်တော့မှလားငါလုံးဝစကားစွန့်အသွားခဲ့ပါတယ်ရှီချင်းဟဲကဒီလိုမျိုးစကားတွေကိုပြောဆိုပုံကသူမကတကယ်ပဲတူမကြီးရှီလင်းလင်းရဲ့ဂုဏ်သိက္ခာကိုအရန်ကယူဆိုင်နေတယ်လို့မျိုးပါအကုန်လုံးကထောင်စုနှစ်ချီနေတဲ့မြေခွေးတွေပဲဖြစ်ကြတာပါသူမကဘာအတွက်ကြောင့်ဟန်ဆောင်နေရတာလဲအစကတည်းကရှီလင်းလင်းကိုလုံးဝဖျက်ဆီးပစ်ချင်နေတာဖြစ်ပြီးရှီလင်းလင်းပြန်လာနိုင်မဲ့အခွင့်အရေးမှန်သမျှကိုဖျက်ဆီးပစ်နေတာဖြစ်ပါတယ်ဒါဆိုရင်မင်းဘာလို့ကျင်တာလဲငါကလက်တွေ့ကျတဲ့လှုပ်ဆောင်ချက်တွေကိုသဘောကျတဲ့အမျိုးသမီးဖြစ်တာကြောင့်မင်းရဲ့ကျေးဇူးတင်မှုကလည်းလက်တွေ့ကျဖို့လိုအပ်ပါတယ်မင်းပတ်စံဘယ်လောက်လိုချင်တာလဲငါဒါတွေအကုန်လုံးကိုပတ်စံအတွက်လုပ်နေတယ်လို့မင်းထင်နေတာလားငါပတ်စံမလိုချင်ပါဘူးငါဘာလိုချင်နေဆိုတာမင်းတိတိကျကျသိပါတယ်အဲ့ဒါကဘာကိုဆိုလိုတာလဲငါထင်နေတဲ့အတိတ်ပဲလားအရန်ကြီးလုံကဲမလုပ်ပါနဲ့လင်းတော်မောင်ဘာဖြစ်လို့လဲငါကိုလင်းတော်မောင်လို့မခေါ်နဲ့ဒါပေမဲ့မင်းကငါလင်းတော်မောင်ပဲလေငါကမင်းကိုလင်းတော်မောင်လို့မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲရှီချင်းဟဲကအရင်တုန်းကဒီလိုမျိုးလုံးဝမဟုတ်ခဲ့ပါဘူးဒါမှမဟုတ်အမှန်တော့တီးတက်နေရတွေမှာတော့ရှီချင်းဟဲကအမြဲတမ်းဒီလိုမျိုးဖြစ်နေခဲ့တာကိုငါပဲမသိခဲ့တာများလားရှီချင်းဟဲကဒီလိုမျိုးအမျိုးသမီးဖြစ်မှန်းကသိခဲ့ရင်အဲ့ဒီတုန်းကဘသူဘာပြောငါသူမကိုလက်ထပ်ဖို့ဘယ်တော့မှသဘောတူမှာမဟုတ်ပါဘူးနှမျောစရာကောင်းတာကအခုချိန်မှာအရန်နောက်ကျသွားခဲ့ပြီးအခုချိန်မှာချန်ကိုငါမမြင်တွေ့နိုင်ပေမဲ့သူတေချာပေါက်ဒေါသထွက်ပြီးစိတ်ပြက်နေမှဖြစ်တော်လဲလုံးဝမတက်နိုင်ပဲဖြစ်နေမှာပါငါအနှစ်သက်ဆုံးကတော့ခြံရဲ့မျက်နှာပေါ်မှာငါ့ကိုကြည့်မရဖြစ်နေပေမဲ့ငါ့ကိုဖယ်ရှားလို့လည်းမရပဲဖြစ်နေတဲ့အမူအရာကိုမြင်တွေ့ရတာဖြစ်ပါတယ်ရှီချင်းဟဲကသူမရဲ့ဖုန်းကိုချလိုက်ပြီးအလုပ်ပြန်လုပ်တော့မဲ့ကွက်တီအချိန်မှာပဲရုံငန်းအပြင်ဘက်ကနေရုံရင်ဆန်ခတ်အတန်တွေထွက်ပေါ်လာခဲ့ပါတယ်မစ္စတာရှော့မင်းအထဲကိုဝင်လို့မရပါဘူးဖဲလိုက်ဆန်းမစ္စတာရှီလင်းလင်းကတကားကိုဓာတ်ရိုက်တွန်းဖွင့်ပြီးအထဲကိုအတင်းဝင်ရောက်လာခဲ့ပါတယ်လက်ထောက်ကရှီချင်းဟဲကိုအခက်ခဲတွေ့ပြီးကိုအဖြစ်တင်နေတဲ့မျက်နှာအမူအရာနဲ့ကြည့်လိုက်ပါတယ်ဒုတိယဥက္ကဋ္ဌရှီချင်းဟဲကအေးဆက်စွာနဲ့မင်းအပြင်ကိုထွက်သွားလို့ရပါတယ်လို့ပြောလိုက်ပါတယ်ဟုတ်ကဲ့ရှီလင်းလင်းကရှီချင်းဟဲကိုဒေါသတကြီးစိုက်ကြည့်လိုက်ပါတယ်အတော်ဘာဖြစ်လို့ကုမ္ပဏီရဲ့တရားဝင်အကောင့်ကိုတုံးပြီးဒီလိုမျိုးထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရတာလဲငါဘာဖြစ်လို့မထုတ်ပြန်ရမှာလဲရီအုပ်စုရဲ့ပြန်ကြားရေးရုံးခန်းထဲမှာထိုင်နေရင်းနဲ့ငါကအားလက်တဲ့အချိန်လေးမှာရှီချင်းဟဲစီကနေရုံးခန်းဆောင်ကြည့်ရေးကင်မရာကနေထုတ်ယူထားတဲ့ဗီဒီယိုဖိုင်လေးတစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်ဗီဒီယိုဖိုင်ထဲမှာရှီလင်းလင်းကသူမရဲ့လက်သီးတွေကိုဖြူရော့နေအောင်ထိတင်းကြပ်ဆုပ်ထားခဲ့ပါတယ်သူမရဲ့မျက်လုံးအိမ်တွေကလုံးဝနေရဲနေခဲ့ပြီးသူမရဲ့အတော်ကိုနာကျင်မှုတွေပြည့်လက်နေတဲ့အတန်နဲ့ဆွဆွဲလိုက်ပါတယ်အခုချိန်မှာတပတ်ရဲ့အတိုင်းဝိုင်းတစ်ခုလုံးကငါနောက်ွယ်မှာအတင်းဖြင်းပြောနေကြတာကိုအတော်သိရလားအတော်ကတေချာပေါက်ရှိအုပ်စုရဲ့အရင်းမြစ်တွေကိုအသုံးပြုပြီးရဲမိသားစုနဲ့ပူးပေါင်းကငါ့ကိုနှိမ်နှင်းနေတာဖိုးရဲ့အာဏာနဲ့ပြောဆိုခွင့်မှန်သမျှကိုတခါတည်းနဲ့ဝမ်းမြူပစ်ချင်နေတာလားသူမရဲ့ရုံးခန်းကလထိုင်မှာထိုင်နေရင်သူမရဲ့မျက်နှာအမူအရာကလုံးဝတည်ငြိမ်ပြီးအေးဆေးနေခဲ့ကသူမကလုံးဝစိုးရိမ်တုန်လှုပ်ခြင်းမရှိဘဲရှင်းလင်းပြတ်သားတဲ့အကြောင်းပြချက်တွေဒီနေ့ဆွေးနွေးလိုက်ပါတယ်
ငါအဲ့ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့တုန်းကငါရဲ့စတင်တဲ့အချက်ကမင်းစီလုံးဝဥတီနေတာမဟုတ်ပါဘူးအဲ့ဒီတုန်းကမင်္ဂလာဆောင်လေးမှာတင်ထင်ရဆိုင်ပြီးမင်္ဂလာဆောင်ကနေထွက်ပြေးသွားခဲ့တာကမင်းဖြစ်ပြီးဂူတီဘိုနဲ့မင်းတို့ရဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေကိုပါလူသိရှင်ကြားထုတ်ဖော်ပြသခဲ့ကမင်းတို့ရဲ့ပုံကိုယ်ရေးအခြေရေးကိုအများပြည်သူသိအောင်အရင်ဆုံးပြုလုပ်ခဲ့တာပါအဲ့ဒီနောက်မှာတော့အင်တာနက်အစိပ်ပင်အမြောက်များကမူတာဝါဒသတင်းအမှားတွေကိုလုတ်ချက်ဖန်တီးခဲ့ကြပြီးရဲမိသားစုရောရှာဒီမိသားစုရဲ့အများပြည်သူဆိုင်ရာဂုဏ်သိက္ခာကိုပါတပြိုင်နက်တည်းတိုက်ခိုက်ခဲ့ကြပါတယ်။ရှီအုပ်စုရဲ့စီမံကိန်းဦးဆောင်သူတယောက်အနေနဲ့အမှန်တရားကိုရှင်းလင်းဖို့နဲ့အုပ်စုရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ရှေ့ထွက်လာတာကငါရဲ့မပြတ်မကွက်ဆောင်ရွက်ရမယ့်အတွင်းပိုင်းတာဝန်သက်သက်ပဲဖြစ်ပါတယ်။ရဲမိသားစုနဲ့ရှီမိသားစုကတိကျလွတ်လပ်တဲ့လုပ်ငန်းတစ်ခုဖြစ်ကြပြီးဒီထုတ်ပြန်ချက်ကိုမထုတ်ပြန်ခင်မှာငါကရဲမိသားစုနဲ့ဘာပုဂ္ဂိုလ်ရေးဆက်သွယ်မှုမှလုံးဝမပြုလုပ်ခဲ့ပါဘူး။ဒါကြောင့်မင်းကိုနှိမ်နင်းဖို့ပူးပေါင်းကြအစီတာမျိုးလုံးဝမရှိပါဘူး။ရှီလင်းလင်းကအလျှော့ပေးဖို့သို့မဟုတ်ပျော့ပြောင်းဖို့ညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့တို့တွေကမိသားစုတွေဖြစ်ကြတာပဲအတော်ကငါ့ကိုတီးတက်နေရမှာစကားအနေငယ်နဲ့လိန်ညာပေးလို့မရဘူးလားတကယ်ပဲအရာအလုံးကိုလူသိရှင်ကြားကြီးညာဖို့လိုအပ်လို့လားစီးပွားရေးနဲ့မိသားစုကိုအမြဲတမ်းတိကျစီထားရှိရမှာအဖိုးကမင်းကိုကိုပြန်လဲသုံးသက်ပြီးရင့်ကျက်လာအောင်အခွင့်အရေးပေးဖို့အတွက်ရှီချန်ဌာနခွဲရုံးစီပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။မင်းကိုယ်တိုင်ရဲ့ပြဿနာတော့ဒီကိုဆက်လက်သတိမမူမိတရွေ့တော့မင်းပယ်ကိုသွားတိုးတက်မှုရရှိဖို့ခက်ခဲပါလိမ့်မယ်။သူမရဲ့စကားတွေကရှီလင်းလင်းကိုပြန်လဲချေပဖို့နေရာလုံးဝမကြန့်ရှိအောင်ပြုလုပ်လိုက်ပါတယ်။သူမကခြေထောက်ကိုပြင်းထန်စွာစောင့်လိုက်ပြီးတကားကိုဝုန်းကနေပိတ်ကဒေါသတကြီးထွက်ခွာသွားခဲ့ပါတယ်။ငါဖုန်းထဲကဗီဒီယိုကိုပိတ်လိုက်ရာငါရင်ထဲမှာအဖြစ်ရှိစိတ်နဲ့အတူထိန်းချုပ်လို့မရတဲ့ရင်ခုန်စရာဆွဲဆောင်မှုတစ်ခုကရောရှက်နေခဲ့ပါတယ်။ဒီရှုပ်ထွေးတဲ့ပြဿနာအလုံးရဲ့အစကအဲ့ဒီတုန်းကရှီလင်းလင်းနဲ့ငါကြားကစစ်ဆက်ထားတဲ့စာချုပ်ကြတောင်းဖြစ်ပါတယ်ဒါပေမဲ့ပြဿနာတွေပေါ်ပေါက်လာပြီးတဲ့နောက်မှာတော့ PR အလုံးကိုရှီချင်းရဲ့တယောက်တည်းကအစွမ်းကုန်ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ငါကအမြဲတမ်းကောင်းပါပြီးရီမိသားစုနဲ့ရှီမိသားစုကြားမှာပြတ်သားတဲ့စီတစ်ခုတားထားခဲ့ကတို့တွေကပေါင်းစည်းထားတဲ့ဟန်ဆောင်ဇနီးမောင်နှံတက်ပဲဖြစ်ပြီးနှစ်အနေငယ်ကြရင်အစဉ်ပြေကွာရှင်းဖို့ပဲစိတ်ထဲမှာစီစဉ်ထားခဲ့တာဖြစ်ပါတယ်။အခုပြန်စဉ်းစားကြည့်တော့ငါကတကယ်ကိုကလေးဆန်ခဲ့ပါတယ်။ငါကရှီချင်းဟဲရဲ့ဖုန်းနံပါတ်ကိုစတင်ခေါ်ဆိုလိုက်ရာငါရဲ့အတန်မှာစစ်မှန်တဲ့ရင်ထဲကတောင်းပန်မှုတွေပါဝင်နေခဲ့ပါတယ်။မင်းပို့လိုက်တဲ့စောင့်ကြည့်ရေးဗီဒီယိုဖိုင်ကိုငါအခုလေးတင်ကြည့်ပြီးသွားပါပြီ။တောင်းပန်ပါတယ်မင်းကိုနောက်တစ်ချိန်ထိခိုက်အောင်ပြုလုပ်မိပြန်ပါပြီ။ဒါတွေအားလုံးကငါကြောင့်စတင်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့မင်းကရှေ့ထွက်ပြီးအရာအလုံးကိုကိုယ်တိုင်ကင်တွယ်ခဲ့ရတယ်။ဖုန်းရဲ့အခြားတစ်ဖက်ကနေဘာမကျေနပ်မှုမှမရှိဘဲတာယာတဲ့ရေမောတန်လေးထွက်ပေါ်လာခဲ့ပြီးငါ့ကိုနောက်တစ်ချိန်တောင်းပန်စကားပြောခဲ့ပါတယ်။အဲ့ဒီတုန်းကအစားထိုးသူတို့သမီးအဖြစ်ဝင်ရောက်ဖို့ရွေးချယ်ခဲ့တာကငါရဲ့ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီးငါတစ်ချိန်မျှဝင်တော့ဝင်ပိုးလို့မခံစားခဲ့ရပါဘူး။အရင်တုန်းကငါခေါင်းထဲမှာစီးပွားရေးအကျိုးအမြတ်တွေကလွဲလို့ဘာမှမရှိခဲ့ပဲမင်းကိုအမြဲတမ်းကာကွယ်နေခဲ့ပြီးမင်းနဲ့အတူအရာအလုံးကိုသိသိစွာတွက်ချက်နေခဲ့တာဖြစ်ပါတယ်ဒီကာလအတော်အတွင်းမှာရှိတဲ့ကြီးမားတဲ့တင်းငယ်တဲ့လူထုသဘောထားပြဿနာအလုံးနဲ့အပြင်လူတွေရဲ့တမင်တကာဥတီတိုက်ခိုက်မှုတွေကြားမှာမင်းကငါအတွက်အရာအလုံးကိုအမြဲတမ်းတည်ငြိမ်စွာနဲ့ဖြည့်ရှင်းပေးခဲ့ပြီးရီမိသားစုရဲ့ဂုဏ်သိက္ခာကိုတိတ်တဆိတ်ကာကွယ်ပေးပြီးကူညီပေးခဲ့တာဖြစ်ပါတယ်မင်းကငါ့ကိုအမြဲတမ်းကာကွယ်ပေးခဲ့ပြီးအခုချိန်မှာငါကအကျိုးအမြတ်တွေနဲ့ဖိစီးနေတဲ့အယောင်ဝယ်ဆန်တဲ့ပူပေါင်းဆောင်ရွက်တဲ့စုံတွဲတက်ပဲမဖြစ်ချင်တော့ပါဘူးငါမင်းကိုသဘောကျပါတယ်ပြီးတော့တို့တွေရဲ့ဘဝတစ်ခုလုံးကိုမင်းရဲ့ဘေးနားမှာပဲကုန်လုံးစေချင်ပါတယ်ဖုန်းရဲ့အခြားတစ်ဖက်ကခဏမျှတိတ်ဆိတ်သွားခဲ့ပါတယ်ချမ်းငါနောက်ဆုံးတော့မင်းရဲ့ကာကွယ်မှုတွေနဲ့အတားအဆီးတွေကိုချပစ်ဖို့စောင့်ဆိုင်းနေခဲ့ရတာပါအမှန်တော့နှစ်ပေါင်းများစွာအတော်အတွင်းမှာငါကမင်းအပေါ်တကယ်ပဲတစ်ချိန်မျှစိတ်နှောက်ယှက်မဖြစ်ခဲ့ဘူးပါဘူးဖုန်းချပြီးတဲ့နောက်မှာတော့ရင်ထဲကရှုပ်ထွေးမှုနဲ့တွေ့ဝေမှုမှန်သမျှကလုံးဝအရေးပြောပျောက်ကွယ်သွားခဲ့ပါတယ်ကူတီပူကလိန်လည်လက်ဖြာပြီးရှောက်ထားခဲ့တာဖြစ်ပြီးချမ်းသာတဲ့မိသားစုတွေကိုပဲတွေ့ကပ်ချင်နေတာဖြစ်ကရှီလင်းလင်းအာနာဆုံးရှုံးသွားတာနဲ့အမျှချအချင်းပျောက်ကွယ်သွားခဲ့ပါတယ်ကျူရှုပိုင်ကရှီချင်းရဲ့အပေါ်ကောင်းမွန်တဲ့ခံစားချက်တွေရှိနေတော့လေသူမကအမြဲတမ်းအကွာအဝေးတစ်ခုထားရှိခဲ့ပြီးစီးပွားရေးနှစ်ခုကိုတစ်ချိန်မျှရောရှက်အောင်မပြုလုပ်ခဲ့ပါဘူးလူယူကသူမသမီးနဲ့ဆက်ဆံရေးပြန်လည်ကောင်းမွန်အောင်ကြိုးစားခဲ့တော့လေရှီလင်းလင်းကတော့အခုထိဘာမှမသိပဲဖြစ်နေခဲ့ကစွမ်းဆောင်ရည်ပိုင်းမှာနောက်ဆုံးအဆင့်မှာပဲအမြဲတမ်းရှိနေခဲ့ပြီးရှီမီသားစုရဲ့အဓိကနေရာစီပြန်လာခွင့်ကိုလုံးဝလက်လွတ်လိုက်ရပါတယ်လူတိုင်းကကိုယ်ပိုင်ရွေးချယ်မှုတွေရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုထမ်းဆောင်ခဲ့ကြရတာဖြစ်ပါတယ်ညနေရောက်တော့ရီအုပ်စုကအလုပ်အားလုံးကိုကင်တွယ်ပြီးတဲ့နောက်ငါကရှီအုပ်စုအောက်ထပ်စီကားမောင်းသွားပြီးရှီချင်းဟဲ့ကိုတွားကြုခဲ့ပါတယ်တို့တွေအလုပ်စင်ပြီးတို့ရဲ့အိမ်အသစ်စီပြန်ရောက်တဲ့အခါအထဲမှာရှိတဲ့နှွေးထွေးတဲ့အဝါရောင်မီးလုံးလေးတွေကတာယာစွာလင်းထိန်နေခဲ့ပြီးကျမ်းပြင်ကနေမျက်နှာကျက်ထိရှိတဲ့မှန်ပြတင်းပေါက်တွေရဲ့အပြင်ဘက်မှာတော့နေဝင်ချိန်အလင်းရောင်ကကောင်းကင်ရံကိုအလွှာလိုက်ဆေးဆူထားခဲ့ပါတယ်ငါကသူမရဲ့ခါးကိုနောက်ကနေတာယာစွာဖက်လိုက်ပြီးငါနှာခေါင်းထိပ်ကိုသူမရဲ့စပင်တွေစီဖိကက်ကရှေ့သို့တိုးဝင်လိုက်ပါတယ်တို့တွေကရီအုပ်စုနဲ့ရှီအုပ်စုတွေမှာကိုပိုင်နေရာတွေကိုဆက်လက်ဆောင်ထိန်းနေကြဆဲဖြစ်ပြီးတယောက်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုတယောက်ကလုံးဝဝင်ရောက်ဆွတ်ဖက်ခြင်းမပြုပါဘူးဒါပေမဲ့တို့တွေရဲ့နေ့စဉ်ဘဝမှာတော့မင်းဟာငါဟာဆိုပြီးခွဲခြားမှုမရှိတော့ပဲတို့တွေအကျိုးအမြတ်တွေကိုတွက်ချက်ဖို့သို့မဟုတ်ဟန်ဆောင်ပြုမှုဖို့မလိုအပ်တော့ပါဘူးချင်းဟဲ့ကသူမကိုဖတ်ထားတဲ့ငါလက်ဖမိုးကိုအပေါ်ကနေပြန်ဖက်လိုက်ပြီးသူမရဲ့
အပြင်ကိုငါရင်ခွင်စီတာယာစွာမိကပ်လိုက်ပါတယ်တို့တွေမိသားစုနှစ်ခုခွဲခြားဖို့မလိုအပ်ပါဘူးမင်းနဲ့ငါခွဲခြားဖို့မလိုအပ်ပါဘူးနှစ်ပေါင်းများစွာအတော်အတွင်းမှာတို့တွေအေးချမ်းစွာအတူတူရှိနေကြရုံနဲ့တင်လုံလောက်ပါတယ်ညနေခင်းလေးပြေလေးကကျမ်းပြင်ကနေမျက်နှာကျက်အထိရှိတဲ့မှန်ပြန်လင်းပေါက်ကနေတိုက်ခတ်လာခဲ့ရာပန်းရင်နဲ့တင်းတင်းလေးပါဝင်နေခဲ့ပါတယ်အရင်တုန်းကတယောက်ကိုတယောက်တေလူမတက်ရန်ဖြစ်ခဲ့ကြတဲ့တေတပန်းရန်သူတွေဟာအခုတော့တယောက်နဲ့တယောက်တူးလေးသောအားကိုးရာဖြစ်လာခဲ့ကြပါပြီအတိတ်ကကောလာဟာလာတွေငင်းခုန်မှုတွေနဲ့ကြံစည်မှုမှန်သမျှကလေထဲမှာလုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီးစင်ကြယ်ပြီးတာယာတဲ့အယုံဦးကိုကြိုဆိုရင်းအနီးကပ်ခုန်နေတဲ့နှလုံးသားတစ်ခုပဲကြန့်ရှိနေခဲ့ပါတယ်ဒီအချိန်ထိငါဘေးနားမှာရှိနေပေးခဲ့လို့ကျေးဇူးတင်ပါတယ်